ပြောလိုက်တာပြည်သက်ကြီးကိုဒါပဲလေအဲ့ဒါကြောင့်စရိရှိုးနော်ဒါလေးကအငိမ့်ကနေဒါလေးကအော်မဲဒါလေးကအော်ဒိုမီနိုကြီးလေအားတော့ငိမ့်ငန်းကွာပြိတ္တဖြောပြတာမဟုတ်ပါအဲ့ဒီကလေးအိတ်နာကင်းဆောင်ပေးနေရတယ်လို့စိတ်မတော်နေဆက်ဆိုင်မနေတော့မယ်လာမင်းဘလောက်ကလည်း तू ဘာမှမသိဘူး तू ကနိဗ္ဗာန်ဘုံရောက်နေတယ်အိမ်မထဲမှာအရာကလေးရလေးလို့ရပြည့်ရတယ်ဟောကောင်းလိုက်တာကိုပဲအဆစားရီချိုးချီလေးနဲ့ဘာချူဒီရဲမအဲ့တော့ခံမယ်ချိန်တိုင်းကနဝေချိုရအောင်ရှင်တဲ့ကိုရှာဆိုင်ဦးအောင်ဝမ်းတူဂီတဝိဇ္ဇာအောင်ဝမ်းတူရှင်တဲ့ကိုရှင်တဲ့ကိုခိပြိုနုတို့ရဲ့ရှုလိုက်ကြပါတော့အပေးလိုက်ကြပါတော့အပေးလိုက်ကြပါတော့အများခွန်တော်ဇာပနာကိုပြကြသွားအောင်မီးရှို့လိုက်တာအကြည့်တော့ပြကြတော့မီးရှို့တော့ပနာမဘယ်နဲ့စားပါပြငါမီးရှို့တော့မဟုတ်ဘူးဒါစင်ခွန်တော်ကပနာမနဲ့ခွန်တော်ကပနာမဟောကျွန်တော်တကယ်ချစ်တဲ့ပြည်သက်များဟုတ်ကဲ့ဒါစေရှိုးနောက်ဆုံးကထားတာအဲ့လိုဖြစ်မှာဆိုလို့ဒါကလည်းအကြိမ်လေးရင်ကမယ်လို့ပြီးတော့မှစေရှိုးလေးနောက်ဆုံးကကဲလူငယ်တွေပြောကြတော့အော်ဒါကလည်းကိုပေါ်ပေါ်ရဲ့သူ့ကြိုက်စေရှိုးဖြစ်နေကြတော့လေတွတ်ပေးလိုက်ရတယ်သူ့ကြိုက်ကိုကြိုက်ဆိုတာလည်းမတူဘူးတကယ်ကြီးဟုတ်မလားဒီကပြင်ပန်းနေဒီလိုမျိုးလူဝိုင်းဖြစ်ပေါ်ရအတွက်ကာလာသားတွေကလည်းဝိုင်းဝန်းပြီးတော့ပင်ပန်းကန်ထားကြတာကိုသူတို့လည်းပြောခြင်းပါခြင်းပါပေါ့နော်အဲ့လိုသူတို့ကြိုက်တာလေးလည်းတင်ဆက်ပေးရတာပေါ့ကဲကိုပြောကြရင်ကိုချင်းပြောတာလေးဒိုမီနိုဒီကွာအော်ကျွန်တော်အလူတွေကဦးမြသိန်းတို့ဟုတ်ကဲ့နော်ဟုတ်ကဲ့ဒီကောအဲ့တော့ပါကိုလူကကြီးဦးဘုံကိုလူတော်မဒေါ်မြင့်တန်းအလူတကဦးစိုးမြင့်လူတော်ကမဒေါ်မြသိန်းလူတော်ကကိုတန်းနိုင်လူတော်ကမတ်တေမာစိုးနဲ့သမီးမမေပြိုးလိုက်ဟုတ်ကဲ့ပါကျန်တဲ့လူတကလည်းအများကြီးပဲအများကြီးပါဗျာနော်
ကဲအလူတွေကသူ့မတွေက သိက္ခာထတယ်ပေါ့ရာခံတယ်ပေါ့ သိက္ခာတရဟန်းကရှင် ရှင်ပြုတယ်ပေါ့ သာဗုဒ္ဓယန္တနာကိုဖယားဗုဒ္ဓဘဂဝါထံမှာသာသနာ့အမွေခံတဲ့ပွဲ အာကောင်းလိုက်တယ်အင်္ဂလိပ်ဆိုရင် ဘာမှတော့မပြောရဘူးကိုရှင်ပြောကြီး ခင်ဗျာ ကျွန်တော်တို့ရဲ့ဗုဒ္ဓဖယားရှင်ကိုရောမြတ်ကြီးကဘာဟောခဲ့ ကျွန်တော်မမီလိုက်လို့မသိပါဘူး ကျွန်တော်ဗုဒ္ဓဘုရားကြီးကိုလိုမြတ်ကြီးကဘာဟောခဲ့လဲလို့ ကျွန်တော်ဘုရားနဲ့မတွေ့လိုက်လို့မသိဘူးလို့ ဒီလူကြီးကတော့ကွာဗီဒီယိုကားထဲမှာလည်းဘိုးတော်လိုလိုသခိုးလိုလိုနဲ့ ဟာတပည့်လောက်စားရတာပဲဗျာ အပြင်မှာလည်းလာပြီးကန့်လန့်တိုက် ဟာမသိတာမသိဘူးပေါ့ ဗုဒ္ဓဘုရားကြီးကိုလိုမြတ်ကြီးကအေဇေဝကိစ္စကတ္တပံကောတင်ညာမတနာသူဝေတေနမဟာတေနပြည့်စုံတာတဲ့ ဘုရားနဲ့ခင်ဗျားနဲ့မျက်နှာချင်းဆိုင်တွေ့တာပေါ့ ဟာတတိကဒုက္ခ ပြဿနာအစား အေဇေဝယနေ့ယခုပြည့်ရသောကိစ္စဝါတို့ကတ္တပံပြုလို့ရသည်တဲ့ ဘုရားနဲ့မင်းတွေကချီရင်ကောင်းရင်းနေတာလား ဒုက္ခတေချာနာထော ဟော င် နားတော်နေတာလေ ဒီဒီဝါဒီနေ့ယခုပြုလို့တော့ကိစ္စဝါတို့ကတ္တပံပြုလို့ရသည်တဲ့ ဘုရားမင်းကိုပခုံးပုတ်ပြောတာလား တပီးတို့ကကြီးတော့သူ့ကိုအားပေးတယ်လို့ဖြစ်နေတယ် အားမလည်းလို့မဟုတ်ဘူးလေမင်းမေးတာဘုရားဘာဟောလဲဆိုတော့ငါတော့မမီလိုက်တာကြီးဟုတ်တယ်လားမနာပြောတော့လေမင်းတို့ကမကြိုက်ဟုတ်တာပေါ့မရဏသူ့ဝေမရဏသေမိလက်တို့သက်စင်းရမိသူဒီတိကရန်တေနတင်တို့တို့ဘယ်ဒီဘယ်ရဲ့ဘယ်ချိန်ဘယ်နာကြီးဘယ်နေရာမှာသိမယ်ဘယ်သူမှမသိဘူးတဲ့ ဘုရားဆုံးရလားမင်းကကိုရဆိုင်ကထွက်အဲ့လိုလား ခမရဒေဝဒအမျိုးတွေ ဒီကတော့မဟုတ်လေမင်းကဘုရားဘာဟောလဲမင်းတော့ငါမှမမီတာကြီးကိုမနာဝင်ခံတော့လေမင်းတို့ကမကြိုက်ဒီပေါက်လိုက်ပြင်ပြောမှာပဲကြိုက်တော့မလို့လို့ မဟာတေနလို့ခေါ်တော့အမတန်မှမြင့်မြတ်တဲ့ဒါနရဲ့တိလရဲ့ဘာဝနာရဲ့ကျင့်ကြံကြိုးကိုအားထုတ်မှသာလေပြည့်စုံနာလို့ခေါ်တဲ့တေမင်းနဲ့တွေ့မှနိဗ္ဗာန်ရောက်မယ်တဲ့ဗျ တရားတလောက်တီးနေကြမွေးကြကလေး12ယောက်တောင်မဟုတ် ရှေ့ကိုက်လို့သူချေပြောရေး ချက်တော့မရှိဘူး ဥပမာလူတကာလူမတွေပါ ဟုတ်ကဲ့ ကုန်းနာသိရာချီလောက်တယ် မှန်တယ်ဗျာ ဒါမှကျွန်တော်တို့ဝေပါမယ်ဗျာဒီလူတွေလူလေတွေပိတ်တရားကိုယဉ်နီးပြီးအကျော်မြတ်လုံးမှန်ဆိုအဲ့ဒီငွေတော့ကဟာတော့ကြီးကြီးဖြစ်မယ် ဟုတ်ပါ တိုက်တဲ့ကားတွေရွှေတွေစိတ်တွေရ ဟုတ်တယ် မလုံးဘူး ဘာဖြစ်လို့ လူပြစ်တာ ကြည်စမ်း ဘုရားကိုလည်းယုံတရားကိုလည်းယုံတန်ခါကိုလည်းယုံတယ်ရဟန်းခံတွေရှင်ပြုမယ်နားတမယ် တိတ်ခါထက် ကလာပပချစ်ချောအငိတ်ဝဲအဝမ်းလူဆိုင်ဝဲနဲ့ ဟုတ်ကဲ့ ဒီမှာလာကအဲ့ဒါနေပြီးတယ် ဟုတ်ကဲ့ ဘလကကခိုင်တာမဟုတ်ဘူး ဟုတ်ကဲ့ အဲ့ဒီဒီအပေးတဲ့ပတ်စံနဲ့တို့အဖွဲလူ560ထမင်းစားဟုတ်တယ် ဟုတ်ကဲ့ ကျေးဇူးရင်မဟုတ်ဘူးလားဖားရမဟုတ်ဘူးလူ560ကိုမိကိုနေတဲ့မိသားစု560ထမင်းမစားဘူးလား စားရတယ်ခင်ဗျ ကျေးဇူးရင်မဟုတ်ဘူးလားဖားရ ဟုတ်ပါတယ်ဗျ ဟုတ်တယ် ဝတ်သားတွေစား အင်း အများစားတာကြည့်ပြီးပြောနေတာလောက်တဲ့လူတွေနဲ့အလူရှင်တွေ မမ မင်းတို့တက်နိုင်ရင်မနှက်ပြန်ဟာဒီမှာတရားနာအောင်မရေသက်ချအောင်မဆိုင်သမားသတ်သမားကြီးတွေမင်းတို့စိတ်ချတိုက်ရင်တို့နဲ့အတူတူတရားနာတာတုခေါ်စမ်းပိတ်စားထဲမှာ ကြည်စမ်း အဲ့လိုမိကောင်းဆွေကောင်းရဲ့ဘယ်မှာတော့တွေ့ ဟုတ်ကဲ့ အဲ့ဒီမိကောင်းဆွေကောင်းဝဲမှာချစ်ချောပပမွေကတို့ကသူတို့လာတဲ့ပြည်သက်ကိုယာတုဩတာအာနာငွေကျဲဂုံတိန်နာတွေနဲ့ကျေးဇူးမဆန်းနိုင်ပေမဲ့ ဟုတ်ကဲ့ ခန္ဓာကိုယ်မှာတတ်ထားတဲ့ဆိုးပြကပြတီးပြမုတ်ပြပြောပြပြက်ပြစေတနာပါရင်သူတို့ရှီယာရတဲ့ထမင်းတလို့တို့ဖြည့်ဆွေမှုလား သူစင်တာပေါ့ ဘုန်းကြီးဆုံးလုံးတော်လည်းပြုစင်းတယ် ဟုတ်ကဲ့ အဖေအမေလူတော်လည်းပြုစင်းတယ် ဟုတ်ကဲ့ ဆရာသမားလူတော်လည်းပြုစင်းတယ် ဟုတ်ကဲ့ သားနဲ့မယားတွေကျွေးတော်လည်းပြုစင်းတယ် ဟုတ်တယ် ပြုစင်းရင်လူမြောင်ဝမ်းတဲ့ခဏနမတဲ့ကြမှာကအဝမ်းတို့ဖဲမှာကကူညီပေးပါခင်ဗျာ ဟေး ဒီတာကဘုရားဘုရားဥပိ္ပခါလေ ဟေးဟေးဟေး
ရွှေနေ မြစ်တာရွှေလို့ရှာမြစ်တာကိုရွှေနေနိုင်ရှင် မြစ်တာရွှေနေ ဒီကဘာလို့ခွေဝိစီရနေလောဘတော့ဘောဟာလေးအတားပိတ်တယ်ရှိပါလေတခွေလိကာရွှေနေသစ္စာတွေ ညီမ မြစ်တာရှိ မစတဲ့လေးပါရဲ့ဒီလာလေးကခေါ်ပြ တာပြေမူရီတာဥပ္ပခါတို့ မစတဲ့လေးပါရဲ့ဒီလာလေးကခေါ်ပြ တာပြေမူရီတာဥပ္ပခါတို့ မြစ်တာရှိလို့ရှာမြစ်တာရှိနေနိုင်ရှင်မြစ်တာရှိလို့ရှာမြစ်တာရှိနေနိုင်ရှင်အေးဘာလို့ခွေဝိစီနေလောဘတော့မောဟနဲ့အကြံပေး ဘာသာပေးနေ ရှိလာမည်တခွေလိကာချီသစ္စာတွေမြစ်တာရှိစီလူတွေပြည့်ချစ်တယ်ဘာလို့ကိုယ်နေလဲ ရွှေနေ မစရတော့လေ ရွှေနေ ဘာရဝတ်တူချစေ ရွှေနေ ဒီလာမည်တခွေဝိစီညာလောဘတော့မောဟနဲ့အကြံပေး ဘာသာပေးနေ ရှိလာမည်တခွေလိကာချီသစ္စာတွေ ဝိုင်းဝိုင်း မြစ်တာ ကြည့် သမီးလေးဝဲ အော်ဒီတချင်းလေးကသမီးတို့ sky နဲ့မှာဆွရခဲ့တဲ့တချင်းလေး ပထမကရကြတာ ဦးချစ်ချောကိုယ်တိုင်ရေးပေးတာ ဖေဖေကိုယ်တိုင်ရေးတာ သမီးရဲ့ဖေဖေကိုယ်တိုင်တီးတာ ကိုဖေဖေကိုယ်တိုင်နေတာ ဒီတစ်ခါကျတော့ကေတုမရီရွှေငါးလေးနဲ့ ကေတုမတိရွှေ ကဲသူ့မဒီရွှေငါပေါင်း ဒိုးတော်ဒီ အဲ နှစ်ယောက်ထက်က ချိုးတီးပါလားဒိုးတီးပါ ဒိုးတိမဟာ ဟိုဒီအိမ်မှာချိုးတီးရတွေ့လို့ ဂျိုမတီနဲ့ဂျိုမတီနဲ့ဘကောင်း မြစ်တာရွှေစီ ဟောကိုချင်းဟိတ်လို့ခေါ်တာရှင်း ဟဲ့ပြန်ဝဲဝဲဒိုးစစ်နေဖြစ်ပါလားဗျာ လာလာအင်းတို့ လူနဲ့လူချင်းရောက်နေချက်ခဲမြေတာရွှေကိုကြီးကလုံးနေကြတယ်ချက်မြေတာရွှေအဲ့ဒါလိုကောင်းတယ်ဆိုသွားပိတ်မင်းဘာဖြစ်နေတာတော့ မင်းကဒေဝရမြေမျိုး ဒီ လေ ဘက်မှာဝမ်းကင်းတဲ့တချင်းတို့ပြောပြတာအလဲမှာဒေဝရမြေမြူတယ်ဟုတ်လားဘယ်ကကြနေတာလားအော်ကကြနေတာဗျာကွာစောပြီးငါပြောရောပေါ့မင်းကကြနေတော့ငါပြအိတ်တာပေါ့မင်း ကောင်းကောင်းပြောပါကွာခလေးကကကြင်လို့ မင်းဆိုပေးလား မင်းမင်း အာမရိတ်တာများဒိုမီနိုကတော့ပဲလေ ပြန်ညာကြည့်ကြလဲမဟုတ် ကောင်းမှမကောင်း မင်းကအကရောအခြေခံရလို့ အကလို့ဆိုရင်ရှေ့သွားပြေးသွားနောက်သွားဒီကောင်နဲ့ဆွဲရဟိုဘက်နဲ့ဆွဲအကအခြေခံလေးကိုကျွန်တော်ရတယ်အတန်းဝင်နေ အဲ အကမှာရှေ့သွားနောက်သွားဘေးသွား ဟောဘေးသွားနောက်သွား အော်မင်းရှေ့သွားဘေးသွားနောက်သွားရှေ့သွားနောက်သွားလေးကြည့်ဘေးသွားလေးအော်ဘေးသွားလေးကြည့်မယ်ဟုတ်ဘေးသွားလေးပြရောက်သွားဘေးသွားလေးပတ်ပတ်ချက်ကလေးနဲ့ဆရာအောင်ဝမ်းတို့ကျွန်တော်ရုံးပေးပါပို့ကြည့်မတလန်
ဟောနလနနာ ဟောဩဒါဘေးသွား ဒါဖေးသွား ပြီးသွား နောက်သွား နောက်သွား ဟုတ်ပြီ ပြောလိုက်ရင်အော်နောက်နလနနောက်သွား နောက်သွား နောက်ကိုလည်းနောက်သွား ရှေ့သွား ရှင်းသွား ကလီအောက်က ဟုတ်ဘူးလေ ကအောင်သားလီ မတော်ကမရှိနဲ့လေမကသေးဘူးခြေတော့မလန်းနိုင်ဘူးကျွန်တော်ကြည့်နေတာ ဟေ့ဘေးသွားနောက်သွားရှေ့သွားလှုပ်လေရှေ့သွားလေဟာမမြင်လိုက်ဘူးမမြင်လိုက်ဘူးဘယ်လိုမရှိသေးနဲ့လေ အဲ့ဒါဆိုဘေးသွား ဘေးသွားပြန်လို့ မေးပဲအခြေတော့ကြည့်နေတာတလန်းနှစ်လန်းသုံးလန်းမှန်းနဲ့ဖေးလန်းလန်းတာဖေး ဘေးကိုသွားလို့ဘေးသွားနောက်သွား နောက်သွားတလန်းနှစ်လန်းမှန်းနဲ့နောက်သွား ရှေ့သွား ဘယ်မှာလဲရှေ့သွားဟေး ရည်စရာမပါဘူးလေ မဟုတ်ဘူးလေခြေတော့မလန်းနိုင်ဘူးလေဘာလို့ရှိနေတာလဲ ပြောင်းကလေရှေ့သွား ရှေ့သွား ဘေးသွား အော်အဲ့ဒါဘေးသွား အဲ့ မှန်းနဲ့ ဒါဘေးသွားဘေးကိုသွားလို့ဘေးသွား နောက်သွားဟေးနောက်သွားဟေးအပိုင်နောက်သွား ရှေ့သွား ရှေ့သွား မင်းအဲ့ဒါရှေ့သွားမှမဟုတ်တာမင်းအခြေသေးတွေထုတ်ကြွားနေတာ နှစ်တောက်ရုံပုံမှန်နွားကြီးသွားဖျဲနေတာ ကိုချင်းကြ ခမရကိုပြုတ်ကိုရွှင်ပြော ခမရတဲ့စာရေးဆရာ ဘာဖြစ်လဲ ခမရအဲ့လိုဝမ်းကေစင်လို့ကတတ်တလား ဟာကျွန်တော်မကတ်ရဘူးလား ဘလူသိမေးလား ကျွန်တော်မကတ်ရဘူး ဟောပန်းလျာချောင်းစင်းပေါ့ ဒုက္ခပါပဲကျွန်တော်မကတ်ရပါဘူးခင်ဗျာ ရှင်ချင်းမှုတက်ကလို့လည်းကလိုက်သေးတယ်ဟဲ့လား နာကိုမလဲတာ အော်ဒီဝမ်းမမင်းသားခမရခေါင်းဆောင်ကို ဒုက္ခပဲလက်တောင်မချိုးတတ်ပါဘူးယာ ဟောရခိုင်ဘက်လည်းတက်ကောင်းမယ်ပေါ့ နားမလဲဘူးမသိဘူးလို့ပြောနေတာ ဟောခမရနံပါတ်နဲ့လက်ခံထားတာပွဲ90 ခင်ဗျာလည်းပုံစံမကြတော့ ဟာလေ မသိလို့မသိဘူးလို့ပြောနေတာခင်ဗျာသာရွှေ့နေရတာခင်ဗျာကျွန်တော်တောင်းမှန်နေဗျာ တောင်းမှတော့မင်းကချခြင်းလို့လား ကျွန်တော်လေးလာတယ်ဗျာ လေးစားတော့ဓာတ်နဲ့ထိုးမှာပေါ့ ကျွန်တော်ခရော့နေ ဘတော့တော့မင်းတစ်ပတ်နဲ့ငါ့ဝိုင်းရိုက်မှာပေါ့ ရှင်းခိုးတယ်ဗျာ ရှစ်ခေါင်းနဲ့မင်းနဲ့ပေါ်ပေါ်နောက်ကျောပေါက်ဆိုင်နဲ့ပေါက်မယ်ပေါ့ တို့ကတော့ချလာလား အဲ့တော့တောင်းမှရင်ကျင်းတတ်တယ် ဘုံမပြေအဲ့လိုမလုပ်နဲ့ခင်ဗျာ အကကကြီးမင်းငါပြောပါကွာရောအကကကြီးငါတချင်းဆိုပြီးမှာဗောသားလေးမင်းကလေ ပြီးပွင့် ကကြီးတယ် ဟောဥပဒေကကျင်တော့ မင်းဟိုနိုင်ငံခြားကတွေပါလေရ အားရတော့အင်္ဂလိပ်တက်စီ တန်နာမိုက်တယ်ကွာရော့ တော့တယ် ပေါ့ကြားတယ် ပေါ့တယ်လည်းပန့် ပန့်လေးရတယ်ရော့လေးရတယ်မိုက်တယ်ကွာ ရော်ပေါ်ကမှာဘယ်မင်းကမှမကြည့်ဘူး ကျွန်တော်ကြည့်မယ်ပေါ့ အဲ့ဘင်းရဲ့တွေပွားတယ်လို့လေဟိုကလားတချင်းနဲ့က ဟိုအိန္ဒိယစီ အိန္ဒိယတချင်းငါကကလားတီလုံးနေနဲ့ကိုရွှေငေါ့ကလားတီကိုတီးခိုင်းတယ် โอเคအိန္ဒိယရင်ကျဲမှုမကြည့်ရတာကြာပြီ ကလားတီလုံးနေကလည်းလို့ကလားလို့ကနေခဏနေဒီနေရာမှာရှိတယ်ဗမာလိုကြတော့1 2 3 4 ဟုတ်တယ် အင်္ဂလိပ်လိုကျတော့1 2 3 4ကလားလိုကျတော့ရေဒိုတင်းချာတော့တိုင်မင်ခေါ်ရ ဒါပါတော့ အဲ့တိုင်မင်လေးခေါ်ပြီးမှတချင်းဆိုကလားတချင်းမှာနည်းနည်းကြီးကလည်းကြီးလေး က နဲ့ လည်းကြီးလေးပါတယ်ဗော ကလည်းကြီးလေးနဲ့ ဟုတ်ကဲ့ ကိုရှင်ငိုင်းရေဒိုတင်းချာ ဟာ ဟုတ်လား ဟုတ်ပါလေ မင်းကနားလဲတယ်လို့ဘာလို့လဲ ။ဒီကကြားရဆရာဝင်လို့နော်။ကိုရှင်ကကလပုံလေးလုပ်စမ်းပါ။ယေဒုဒီချ။ဟေး လာတော့မှာလာတော့မှာ ဟေး လာတော့မှာ အရင်နာရပပအတာရပ ခင်ဗျာကလာကြီးတယ် မင်းကကြလားကြီးတာမဟုတ်ဘူး ကလားတဲ့ချင်းထဲမှာရင်းနာတဲ့ပါပါမင်းမလို့တကားကြောင် မကြောက်ဘူးလား ဖေရ မကြောက်ဘူးလား ဘာလုပ်ရတာနားရဲပါပါဘာလုပ်ရလဲ ဟမ် မင်းကကြလားကြီးတာနဲ့မတူ ဘာဖြစ်လို့ ကြလားအဖျားတက်တာနဲ့တူ ကြောက်ရောက် ပြန်ဆို ယေဒုဒီချ ကြလားတစ်ချက်လေး အာပိချက်တပပမေရီချက်မေတတလမတာရီမတာရမေတီကတရီဟာယာရီတရကစပ်ကိုဘလကိုဒဘာနီကိုဒဘာနီကိုဒဘာနီအလာတပြာရီနေကိုဒဘာနီကိုယူရရဲ့မမပတိတို့ ကြလားတစ်
ချင်းနဲ့ပါဂုံယူပါလေမမမလိန်သူပါသေးလား တန်းတွန်းလေးကဘေးကပါလာလဲ မေမမမလိန်သူအကြောင်းပေါ်မှာခွေးညက်နေပြီအောင်မ ဟဲ့လက်ကသူမဆိုတတ်ဘူးငါဆိုမယ် သူဆိုမ ဝင်းဦးတချင်းသားလေး โอเคကောင်းတယ်အဲ့ဒါ ဝင်းဦးလျန်းလျန်းတောက် နာမည်ကြီး နာမည်ကြီးတော့ကလူတွေလက်ခုပ်တည်တဲ့တချင်း ဘယ်လိုလဲ 1 2 3 4 Oh မေဘရနီလောဝေမကြီးတောင်းလမ်းမှန်ချရတော့မေမေလို့ကလေဘာပြကြည့်တာမင်းမေဘရနီလောဝေမကြီးတောင်းလမ်းမှန်ချရတော့မေမေလို့ကဘာလုံးနေတာတော့မေဘရနီလော အဲ့ဒါအတန်ထွက်တယ်ကြာ ကလေးကောင်းကောင်းဆိုပြီးတော့မှကိုတီလုံးလေးနဲ့ကိုလာမယ်ဒူတတ်တတ်ဒူတတ်ဒူတတ်တတ်ဒူတတ်ဒူတတ်တတ်ဒူတချင်းစားပါ ညံလုံးနေဖေဒူးပေါ်နေပြီသုံးလေးကလဲနေရတာ အဲ့တော့ဒိုမီနိုဒီမှာကြာမင်းကိုဆရာလုပ်တယ်မထင်နဲ့အကလေကားရတယ်လို့သာကပ်ဟဲ့ ဒူတတ်တတ်ဒူတတ်ဒူတတ်တတ်ဒူတတ်အန်ဒီရဲ့ကျုံလိုက်မင်းငါဆုံးရှောက်တာဖေလို့မှာတတ်တတ်ဒူတတ်ဒူတတ်တတ်ဒူတတ်ဒူတတ်တတ်ဒူတတ်အန်ဒီရဲ့ကျုံလိုက်မင်းငါဆုံးရှောက်တာဖေလို့မှာတတ်တတ်ဒူဟာဒူတတ်တတ်ဒူတတ်ဒူတတ်အန်ဒီရဲ့ကျုံလိုက်မင်း ဒီလိုပါတော့မနေတော့နောင်စား တိတ်ကြကမလေးတွေမှာတော့လို့တိတ်ကြတိတ်ကြကမလေးတွေမှာတော့လို့တိတ်ကြငါဘေးမှာတန်ကခွေးတာတိတ်ကြကမလေးတွေမှာတော့လို့တိတ်ကြတိတ်ကြငါဘေးမှာတန်ကခွေးတာတိတ်ကြကမလေးတွေမှာတော့လို့တိတ်ကြတိတ် အားရပါခဲ့ခွေးဝဲစားတောင်းစား ကဲလောက်ကလေးချီပြီးညီညီလိုက်ဆိုလိုက်ကြစမ်းဟဲ့ ဆရာတော်ကြွလာပြီဆရာတော် အနန္တငါးပါးကို အနန္တငါးပါးကို ရှိခိုးပါဤဖယား ရှိခိုးပါ၏ဗျာ နှစ်ကြိမ်ထထိုဟဲ့ နှစ်ကြိမ်ထဆိုဟေး အလုံးမှာသားတွေ ဘာလို့ ဘာလဲဘုန်းကြီးဆဲတယ်မလား ဒါနဲ့နိုင်ငံကျော်ရတယ်နိုင်ငံကျော်ရတယ် ဘာဖြစ်လို့လဲ ဒီကြမ်းကတရားတစ်ခါဟောနာဘူးလား ဘာဖြစ်လို့ နှစ်ကြိမ်ထဆိုဆိုတာအနန္တငါးပါးရှိခိုးပါဗျာအနန္တငါးပါးရှိခိုးပါဗျာ ဩဒီလိုလား ဆို ရပါတယ်ဗျာ ဆို အနန္တငါးပါးကိုရှိခိုးပါဗျာအနန္တငါးပါးကိုရှိခိုးပါဗျာ အနန္တငါးပါးရှိခိုးပြီမလားပရိသတ် စောက်ကပြည့်ရတဲ့ဟော အဲ့တရားနာမလာလူသားမှာ ခမရကြောတော်တရားကြီးအတန်ကဘုံကြီးလေမျက်နာခမရယုံနေခမရ အနန္တငါးပါးရှိခိုးပြီမလားပရိသတ် ရှိခိုးပြီဗျာ အနန္တငါးပါးရှိခိုးပြီရင်ဒီကနေ့ဘုန်းကြီးဟောမယ်တရားကမရှိပါဗျာဖာတယ်မလေးမကင်ငါ ဘုဆုံး ဘုံဆိုးပါလေမကင်ကအ ဝန်လူရေးပေးတာတော့ ဘုံဆိုးပါလေမကင်က ကိုချီရှောင်း တကားချစ်ချော ဖယား ခန္ဓာရသည်တခြားလားဒုက္ခလား ဟာတော်လိုက်တာဒုက္ခပါဗျာဒုက္ခပါဗျာ ဒီခန္ဓာကြီးကိုငါလို့ထင်တဲ့၍တန်တရားကမလွတ်ဘူး တန်ဖို့ရှိလိုက်တာမှန်ပါလေဗျာမှန်ပါဗျာ တောင်းတယ်တော့မှာတရားဖြစ်တော့တရားခန္ဓာနတ်ဖြစ်တော့လက်ခန္ဓာပြမဖြစ်တော့ပြမခန္ဓာလူဖြစ်တော့လူခန္ဓာနွားဖြစ်တော့နွားခန္ဓာခွေးဖြစ်တော့ခွေးခန္ဓာတကားချစ်ချောအဲ့ဒီခန္ဓာတွေထဲမှာလူခန္ဓာနဲ့ခွေးခန္ဓာပဲဟာကောင်းလား ဒီမှာဘာရည်ရတာလို့ဒီမှာဒုက္ခရောက်နေတယ်ပေးတဲ့ဒုက္ခပဲဗျာဘယ်လိုဘုန်းကြီးနဲ့လာတိုးနေမှမသိပါဘူးဗျာအရှင်ဘုရားနားရှင်းအောင်ပြောပါဗျာ 30တဘုံမှာ ဟုတ်တယ်ဗျာ တရားဖြစ်တော့တရားခန္ဓာနတ်ဖြစ်တော့နတ်ခန္ဓာပြမဖြစ်တော့ပြမနဲ့လူဖြစ်တော့လူနဲ့နွားဖြစ်တော့နတ်နဲ့ခွေးတော့ခွေးပြန်တာ မှန်တယ် အဲ့ဒီခန္ဓာတွေထဲမှာ ဟုတ်ပါဗျာ လူခန္ဓာကောင်းလားခွေးခန္ဓာကောင်းလားလို့တရားလည်းရည်တော်ကဘယ်လိုရောလဲ ဘလို့အိမ်မလည်းမသိဘူးတရားနည်းနည်းအချင်းချင်း လူခန္ဓာနဲ့ခွေးခန္ဓာပဲဟာကောင်းလေဟဲ့ မှန်လားပါဗျာမှန်တ
ဖေရ မနဲ့တိုင်းဖြေ မနဲ့တိုင်းဖြေရမှာဆိုတော့ခွေးခံတာကျုပ်ခဲပါလေဖေရ ဘာလဲဟာလား အကုသိုလ်များတယ်တာသူမခေါ်နိုင်မှုတရောင်းသားရဲ့ ဘယ်လိုလားတကမလည်းဝါကစီခေါ်ပါ ခေါ်လိုက်မယ်သမီးရေခွမ်းရေကေးစီအခြေအသေးနှလုံးရေကြောက်ကရေ ဝါကေလေးတဲ့သမီးလေးက တရားနာတာစော်လေးပါတရားလို့ရည်ရမပါဘူး အရှင်မရ ဟမ် ဘုန်းကြီးဒီထိုင်ကမောကြောက်ပါဗျာ အေးဟုတ်ပြီ ဘုန်းကြောက်ပါဗျာဘုန်းကြောက်ပါဗျာ very good ခုံတော့နေ ဘု တာ န်းပဲ ခုံတော့နေတာဖေရ ခုံတော့နေတယ် ဘုန်းမောလေး မင်းမင်းတို့ကြက်မွေးမရှိဘူးခွေးမွေးနဲ့တော့လိုက်စား တရားကောင်းမရလေဖေရ တောင်းတကား မှန်ပါဗျာဩဃာတဩဃာတ ဩဃာတ အကြပါလို့ရှင် ရှင် မ လေး ရ ရ ပြောမယ်ငြိမ့်ငြိမ့်လေး ဒီကွယ်ဤသို့ပြပါမြတ်ပုံညကြောင့်မနှက်ပြန်နိဗ္ဗာန်ရောက်စေ တူလိုက်လားဗျာ မင်းမနဲ့ပြီးတော့မင်းတို့တော်လာမအေးလို့လေ ရှေးရှေးတော့ ခင်ဗျားလူကခင်ဗျားတွေကသူတော်ကောင်းနေမင်းတို့ဩဃာတာရောက်ပါလို့ရှင်ဘုရားသူတော် ရှေးရှေးတောင်းရမှာလားဗျာ ရှေးချေလို့ ရှေးရှေးရှေးတော့ဗျာ ယောခရ ကမရ ဓမ္မလေး ဖေရ နင်းနာခြင်းသလားဟိ နားချင်ပါလေဗျာ ဖြည်းလို့ပါဗျာ ဟာလေ ဘာလုပ်တာတော့ဘာလဲဗျာဟာဘုန်းကြီးရေမော်လေးပေါက်နေတယ်လေ မင်းမနေရင်ဒီလောင်းသားမင်းမလေးရေမောပေါ့မလား အဲ့ဒါဘုံကြီးချိန်မှာပေါ့တာမဟုတ်အဲ့ဒါဘုံကြီးစီးရွှေ့တာ ဓမ္မလေး ဖေရ ရှစ်တိုးွယ် ဒီမှာဖေ လုံးမလာနောက်ဆုံးအဲ့လိုပုလူရှင်နဲ့နန်းနေ ဒုက္ခ ကုတုစေနဲ့နဲ့နေ ဘယ်လိုဘုန်းကြီးနဲ့လာတိုးတဲ့မသိခွေယောဂပဲကွာ ဓမ္မလေး ဖေရ နာကျင်လားလို့ နားချင်ပါလေဗျာ ဒီနေ့တော့ပြန် အေးထွန်းတော်လူအောင်လာရမယ် အားလေလေ ထွန်းတော်လူဆိုတဲ့တရားမဟောသေးလား တရားကောင်းစဉ်ကထွတ်တွတ်လူတဲ့တရား ထွန်းတော်လူဓမ္မလေး ဖေရ ခန္ဓာကလွတ်ချင်သလား ဝစ်ချင်ပါလေဗျာ လင်းမယူနဲ့ ဘာလဲ ဒီလိုတောင်းပွေးမဲ့တာမရလည်းမပေါ့ငါလုံးမသားရဲ့တရားလည်းနားမလဲဘူး သာသူပါဗျာတန်ဖိုးကြီးလာပါဗျာဘုန်းကြီးနာဘူးဗျာ ဒါလေးတော်တော်ရှာရှိပါလေကွာ အော်လူချတန်းကြတယ်ဟဲ့ဘာလို့လဲဘာလို့လဲနဲ့အမတန်ပြည့်စုံတဲ့အလူ ဒီမှာပါဗျာ ဘာလို့လဲကမေးတယ်တခါမှပြရလားမပို့ ဘီယာလာလာပို့တော့ဗျာတောက်ရကြလည်းမရောက်သေးဘူးဗျာ ဓမ္မလေး ဖေရ ရှစ်တိုးကွက် ဒီမှာဗျာ နောက်ဆုံးလို့ကုလူစေနာနေနန်းနေကုလူစေနာနေနန်းနေကဲ တရားတော့တရားကတော့ ဘရောမင်းဘရောနေတယ် တော်ပါဗျာ တရားရှိရှိကတော့ ခဲရှေးရှေးကတော့ တိုးရပါရိုက်လိုက်လို့ရှင်းရှင်းလို့ ရှေးရှေးပါဩဃာတဩဃာလာပါညံ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 ရွာလေးရောက်လာဖုန်ရတစ်ဆောင်တော့မဟုတ်တော့အိမ်နာတဲ့တော့လေအပြိုးရဲ့အိမ်နာတဲ့တခါရပွေးတာဖင်းရပေါ်တော့ကိုဘီမီတဲ့နာပဲတဲ့သူလာပြောတော့ရဆုံးမှာဗဒနဲ့တော့ပူလိုက်တာဗဒနဲ့ပူတော့ညံ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 အမဖုန်ကြီးတဲ့မရှင်းအောင်တဲ့ဆိုတော့လေမြင်းကြခွေးစီထွက်လောက်ဘယ်တော့တော့မပြောလဲကြောက်သွားတာကောမစနေချင်ဘုံဆိုပြုတ်တာနွားချီပုံလေးနဲ့အဲ့တော့လူရှင်ကပြောတယ်မင်းတို့ဘုံနေကောင်းနေတယ်နောက်တဲ့ကထပ်ငါအောင်လေလာပြောတယ်ဘက်ကဆုငယ်ဒါမှမချမ်းမအောင်လားနိဗ္ဗာန်မဲ့ဘိုးရဲ့ဒူဒူနဲ့ရပါလို့ရှင်မယား ဘလို့တရားတောင်းနိုင်တယ် ဘုရားစတရားလည်းတန်ခါဆုံးရဏမြတ်သုံးပါတို့အား ဟုတ်မယ်ဒီလားတန်ကတော့ဇရောဤတဲ့မြက်ခွက်ကဓမြရုပ်ရည် ရေစင်မြန်တို့လက်ဆုံးမရရှိခိုးပူဇော်ပူမြော်မှန်လျော့ခရရသောအကျိုးအကြောင်း ဟုတ်မယ် ရန်ကုန်ကထွက်လာတာက၈နိုင်ကြီးလောက်ဖြူကလာကြိုတယ်တဲ့ဆိုင်ကလေးနဲ့ရောက်တော့မနဲ့ပြန်ပေးဆွဲလာတာကတရားဝင်တရားနဲ့ထမင်းကလည်းစားလိုက်တာငါလုံးမပိုက်ဒီရတော့ထမင်းအယုံကြည့်ဦးစော်တွေကိုလည်းဦးကြည့်နေတယ်မလေးကလိုပဲနာဘူးတွေပေါ်ပါလားအော်ဟိုရင်ကတော့တော်ပါလေလာပါဘာလို့စမ်းနေပြောတယ်လည်းနဲ့တော်လဲတော်ပါလေမအောင်တော့အမလေးစားရတော့ဘာအရင်ဆုံးခွဲတွေ့တယ်တော့ဘုရားကြီးခွဲတွေ့တယ်ဘုရားကြီးလာဆက်တာအောင်ပြီအပုတ်တည် ကောင်းကောင်းချွေးတာပါမစိတ်ထဲမှာထင်လို့ပါ စိတ်ကကိမရလို့တားတယ်သမီးတွေနိုင်ငံသားမှာလည်းပညာလည်းပြည့်စုံတဲ့တရားလည်းကောင်းတယ်ဘီယာဘူးခါလို့တော့ငါလည်းတကြိုက်မှမနိုင်ဘူးအိမ်တော်လာမှအပြစ်ဆောက်တာတဲ့
ရေလည်းဘလို့မှခွင့်မရကိုယ်ပဲနားမလဲလိုလားမသိ ရေလာဖွင့်မရတာစက်ကူကမရှိတော့ပေါက်ပြီးတော့လက်တွေပေးကုန်ပါလေဗျာ အဲ့ဒီမင်းသားဆိုတော့ဒီမှာဝတ်သားကမလေးနဲ့ဝတ်သားမသားတော့ငါတလောက်ကလည်းတကောင်းအကြီးပဲလက်တန်းလောက်ရှိအဲ့ဘာလို့ရင်းရလဲကောင်းလေကိုကြီးရလဲကောင်းတယ်တော့ရတယ်တော့ရတယ်ဓမ္မကြီးတဲ့စားပါလေအဲ့ဒါလူတဲ့ဆေးတဲ့ဓမ္မကြီးနဲ့ဆိုတာလေဘုရားအိုးထိုးတဲ့ပန်းလေးကြာ ပြုတ်ထားတာဦးဗျာ ဝတ်တာလည်းတော့အသားကြီးအောင်မလို့ဆဲပါတယ်မလေးနဲ့လောယူရတော့ဆက်တယ်ကောင်းပါလေတို့လူပညာသမားတွေကိုချစ်တယ်တဲ့နောက်ကတန်းနဲ့ပြစ်တာမျက်လုံး ခလေးတွေပါဗျာမသိလို့ပါဘူး ခလေးလည်းဘာခလေးလဲကွာဆယ်ကနေတည်းလီးပဲ မသိလို့ပါသိမှတော့ဓာတ်နဲ့ခုတ် အေးဒီလိုပြောမြတ်ဘုရားကြောင့်မနှက်ခံလိမ့်ပါရောက်စေဒီလိုတွေ့ရလို့ငါလည်းတွေ့ရလို့ တရားလေးပဲဟောပါဗျာဟဲ့တရားလေးပဲဟောပါဗျာ ကလိုက်ဆို ဟမန်လေး အမလေး ဒီရနေတာတဟာ ဒီတနေ့က သေစာဒီလဲ ဒီလာ ဓမ္မယာသာမိ ဓမ္မယာသာမိ လုခံကတဝါ လောကံကတဝါ ဒီလဒေသ ဒေခ ဝေဖန်ဒီ ဝေဘာလေး ယဘာဝနာမိဓဝရေထ အမဘာလေးပါရှိဘာလို့မသာလောကမှာ ရှင်ဗျာဆိုရဲနေတာဦးဗျာဆိုရဲနေတာယူ အမလေး ဖေရ ခန္ဓာဩက ဒီမှာဗျာ နော် ဒီမှာ နော်တလေးလုံးဝလည်းကောင်းတယ် တော့မှသူ့ဖေပါတယ်တရားရုံနဲ့ပြစ်လိုက် သူ့ တယ် ပဲပါတော့မင်းလည်းတောင်းပြီးသားရတာပေါ့ ဟာဒုက္ခပါ သူ ဘူး သမီးလည်းမမင်းကတလားလည်းတိတ်လေးကားတယ်ရလက်ဒါမျိုးရပြီးပြီ ဘာလဲဘာဟိုးတာလဲ မင်းမျက်စိတွေအောက်ချထားလေ ဘာဖြစ်လို့လို့ ငေါ့ကြည့်တော့ငါ့ကိုလူထွဲအောင်မလုပ်နဲ့ငါ့ကိုလူထွဲအောင်လုပ်နေလေငါကူလူထွဲအောင်လုပ် ဘာလဲပြောတာတော့ သူဒီလိုက်ရင်ဝင်ငါမျိုးဆိုသူထွဲမှာပေါ့ ရှင်းအောင်ပြော ဓမ္မလေး ဒီမှာဗျာ ခန္ဓာဩက ဒီမှာ ဩကဆိုတာဝဲချစ်ထွဲ ပါပါဗျာ ဩကဆိုတာဝဲ ဝဲပါဗျာ ဝဲဆိုတာစုပ်တယ် စုတ်တယ် စုပ်ရင်မြုပ်မယ် မမ မြုပ်ရင်တဲအိုး တန်ဖိုးရှိတယ် သဘောပါလားတဲလေး အာ ဘုမကနောက်ဆို လက်မပါနဲ့ လက်ပါတော့လီးသူ ဒုက္ခဘုန်းကြီးကလည်း ခန္ဓာဩက ခဏနေဘုရားသကမိုင်းတီးထွက်နေလို့စောင့်ပါဦးဗျာ ဓမ္မကြီးတဲထွဲရင်ဥသိမ်းဖို့တစ်ခွက်တော့ပဲဘာမှမရလဲကွာမင်း အဲ့ဒါကောင်းတရားပုံငုံပြီးထွေးပြရလား ဓမ္မရဲ့အမျိုးမတည်ခင်ပေးပါဒီလိုကွာ ဘီယာနဲ့စိတ်ဆွဲနေတယ်ဗျာ ဓမ္မလေး ဒီမှာဗျာ ဩကဆိုတာဝဲကွ မမဗျာ ဝဲဆိုတာစုပ်တယ်စုပ်ရင်မြုပ်မယ်မြုပ်ရင်တဲအိုး မမဗျာ သဘောပါလားဓမ္မလေးသဘောပါလားဓမ္မလေးသဘောပါလား ဒီတော့ပြားနေပြီ မင်းကလီးသူဟာမြုပ်နေတာပေါ့ဘာလို့ဟုတ် အော်ဒါနသီလဘာဝနာနဲ့မှုတ်တင်ရမှာဗျာ ဟုတ်ပါဘောမယ် မမဗျာ ဓမ္မလေး ဒီမှာ နေခန္ဓာကလွတ်ချင်တယ် လွတ်ချင်ပါလေဗျာ လွတ်ချင်ဒီညနေစုပ်ရမှာလားမှုရမှာ ဖီဘာလဲပြောနေရလဲဗျာ တရားနေ အော်တရားနဲ့စုတ်တရားမှုတ်တရားယူရလား ခန္ဓာလုံးအောင်စုပ်ရမှာလားမှုရမှာလား မှုတ်ရပါဗျာမှုတ်ရပါဗျာ မှုမှလုံးမဲမမောက်ရင်မလို့ဘူးကွယ်အဲရဲ့ စောက်ဘက်ကလာထွေးလို့ပြေးကြိုက်တယ်လေ ဂျာလီကဘုန်းကြီးကအဲ့လိုဟမ်တရားဟောနေတချင်းဆိုခြင်းလာရင် ဒီပါဗျာ ခန္ဓာကိုကြောက်မှာ ကြောက်ပါဗျာ ခန္ဓာကိုငါထင်ငါပစ္စည်းငါရွှေတွေဆိုတန်တရားလဲပြီ နတ်နာဘော ခန္ဓာမကြောက်တဲ့၍ခင်ဗျားတို့တန်တရားမလုပ်ဘူး အာဆံမိုးကြီးရတော့ ကောင်းလိုက်တဲ့တရား ခန္ဓာမကြောက်တော့ကျွန်တော်တို့အိမ်အနောက်ဖေးကမအိမ်ဝင်ကလေး73ရောက်ဟမ် အားမလည်းမဆိုင်ဘူး ဘာမှမသိတော့ဟောတာမင်းပါကွက်တော့မယ် သူကခန္ဓာကိုကြောက်တယ်တယောက်ကြာထိမရလို့ပါဗျာ အဲ့ဒါဂျာလီကန်ကတရားဟောနေလို့ချင်းဆိုရင်လာရင်ကြံပါလုပ်တယ် ဘယ်လိုလုပ်လဲ ကျောက်မေလာမြိုင်တို့မေရှင်တို့ခိကဆိုတဲ့ရှင်ကျောက်သွားတရိယာ ဟုတ်လေကျင်နေဝင်း အဒီကိစ္စနဲ့ပတ် ကြာနေတယ် ဂျာလီကတော့ ဂျာနီကဖေးဂျာနီကမအတန်ကောလို့ကျင်နေဦးမလို့ဘုန်းကြီးကငါလီးရမှာပဲ ဒါလူရသူတော်ကောင်းနေဒါလူမေလာမြိုင်တို့မေရှင်တို့ခိကဆိုတဲ့ရှင်ကျောက်သွားတရိယာ အမေဘယ်လိုလဲဗျာ အချင်းလေးကဘာလဲအမမေးနေတယ်ပေါ့ကွာ ဟုတ်ပါရဲ့ အမှန်ကြောက်နေရကြက်ပြီးသားကွာဘာလဲအဲ့ဆိုဆိုချိုင်းတာမဲတို့ရောတ
ကွယ်ငါ ဟာဟေ့ချစ်ကျော်ဟေးမင်းတို့ဆရာတော့သေးရိုက်နေပြီကွာပြန်လုံတော်မူတော့မယ် ညအောင်ချင်တယ်ရကလေးနဲ့တခြားဝဲထနောင်းမင်းနဲ့အတော်ဖူးကြတယ်ဝင်းကြတယ်ဖူးကြတယ်ကြည်နူးလို့စိတ်ဝဲပျော်မြူးဘာလဲဟဲ့ ဝဲ မိုက်တကွာလာဆော်လေးခိုးပြင်းတယ် ဘယ်တရားဘုန်းကြီးတို့စော်လေးခိုးပြုံးတယ်လို့မလုပ်ပါနဲ့ဝမ်းကိတဲ့တယောက်ရှိတယ်ဥစ္စာဒါလေးကကျွန်တော်တို့တဲနှလုံးလေးဝမ်းကိတဲ့နဲ့မူရချွဲဒုငါဆွဲတဲ့လူတကာအသေးလေးပါပဲ ဟုတ်ပါဗျာ သမီးကရောက်လာဆိုအတန်လေးပြမိတ်ဆက်ကမှာသမီး ဟုတ်ပါ မင်းသမီး လူရကလူမသူမျက်စေတနာ ငါတော့ မြူကျွလူဝိစာပေသည်မြူကျွလူဝိစာပေသည်ပြည်ရွာနဲ့ကြော်ဟီအလူရကကြီးနဲ့အလူအမကြီးကစိတ်အချမ်းကြီးသည် ဟုတ်တယ်ရာ သမီးတို့ဖွဲ့ရလေမြစ်တာဝေသည်မိဘရွှေပြည်တလက်နိုင်မဲ့ပွဲ ဝဲ မိဘရွှေပြည်တလက်နိုင်မဲ့ပွဲပွဲအိမ်မတမစက်တည်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ကိုကြီးပါ ဟုတ်ပါတယ်သမီး ဒီလိုပွဲမျိုးယူလာပြီးတော့ကပြဖြတ်ပေးခွင့်ရတဲ့အတွက်အရန်ကိုယဝမ်းသာလို့မဆုံးပါဘူးရှင် ဒီလိုပွဲတော့လာတာလားပင်မနဲ့မထင်ပါဘူးခင်ဗျာဘာကြောင့်လဲဆိုတော့ဖုံတော်ထဲမှာဆိုတော့ကိုမပင်မဘူးကားသမားပင်မနာလေ ဟုတ်တယ် ကဲကိုကြီးပြောချင်ရင် ပြောချိုနေစေဥပေါက်ပြီဟဲ့ ချက်ချင်းလည်းငါခေါ်စိတ်ကူးရင်နေလို့ရှိ လှုပ်သန်း ကိုကြီးပြောချင် ဝမ်းကလေးလေးခေါ်တော့ဘယ်နည်းခေါ်တော့တချင်းလေးနဲ့ထူးခြင်း သူကလည်းသူကမိဘကိုတည်တတ်တယ်လိမ္မာတဲ့သာသမီချင်း သူကမိဘသိတတ်တယ်ကျွန်တော်လည်းဆရာသမားလေးပုံမှာသိတတ်တယ် မင်းကဆရာသမားတည် ဆရာသမားတွေပုံမှာဘယ်တော့မှမစော်ကားဘယ်တော့မှမပြတ်မအောင် လိမ္မာတာ အ ပေါ့ မြဲတမ်းရှိုးသေးတယ်အမြဲတမ်းကာရဝတရားထား ဝေးရကျုံတတ်တယ် ဟောဘက်ကဆရာချစ်ချော ကျွန်တော် ဆရာပွန်ပွန် ဟုတ်တယ် ကျွန်တော်ဆရာတွေပါပဲအမြဲတမ်းကာရဝတရားထားတယ်မင်းသမီးဝမ်းကစင် ဟုတ် သမီးလေးခေါ်တော့တချင်းလေးနဲ့ထူးမယ် ဘာဖြစ်လို့တချင် တချင်းလေးနဲ့ထူးခြင်းတော့ performance လေးလုပ်တယ် ဟောကဖောမင်း ဆရာတို့နှစ်ယောက်ကျွန်တော် performance လေးကူညီပေး ဆရာဆိုတော့တပည့်အတွက်လုပ်ပေးရမှာပေါ့ဘာလုပ်ပေးရမလဲပြော performance လေးဘက်လေးကုန်းပေး ပဖောင်းနဲ့โอเคမိုက်တယ်ရမိုက်တယ်ရ လေးဘက်ကုန်ပြီ လေးဘက်ကုန်းပေးတချင်းလေးနဲ့ထူးခြင်းလို့ဆရာတွေပုံမှာယူသေးပြီးသား ဆရာကိုချင်းလို့နေရာပေးတာ ကင်းစင် ရှင်း အဲ့ဒီပုံမှာထိုင်လိုက် ထိုင်ရမှာလား အဲ့ဒီပုံမှာထိုင်လိုက် ဩရမှာ အာ အဲ့ဒါလေ ဘာဖြစ်လဲ ရက်တယ် ဘာနဲ့လာလဲ ဒါလေ ဘာညက်တော့ညက်တော့ညက်တယ် ဩဘောကျဲ ဘောကျလာမင်း ဟုတ်တယ် မန္တန် ဟဲ့ဝမ်းကြတယ် မန္တန်ကြီးလေမန္တန်နော်နွားချီရည် ဘောကျညက်တာမင်းလား နည်းနည်းပြောတယ် ဘော က ကျ င်းစင် ညက်ဟောင်းစားတဲ့ကြီးနေရတယ် အာ အဲ့ဒါပြောတယ်ငရုတ်တိမစားနဲ့လို့ပြန်ထားလိုက်ပြန်ထား ထိုင်မယ်နော် တချင်းလေးနဲ့ထူးမလို့ ဘယ်တချင်လေးလဲ ခဏပြန်ချင်းလေးနဲ့ထူး ဆရာသမားတွေကိုတည်တတ်တဲ့ခလေး ဟောတော့အကျိုးလေးနဲ့ ကိုကြီးပြောချင်ရင် ပြန်ခေါ်လိုက်ပြန်ခေါ်လိုက် ကိုကြီးပြောချင်ရင် နညူနဗျာလေးလေးကိုစီရတာဖင်အောင်တယ်ဗျာမြို့ပေါ်ကမစီလေးနဲ့စက္ကနဲ့လေကလူစားမရှင်းနာပါဘူးမြို့ကြီးသူမမတို့ရနမစမနဲ့မြမပီအဆန်ပါဆန်ဆူရာတဘာဖြစ်တဲ့စပါဆူရာလေခွင်းနဲ့မရှိတဲ့ဗျာမတိရင်မသားထားကြပါမြို့ဆိုရာ ဘာလဲဘယ်လာကြည့်နေလဲ တော့ဘယ်နေရာသွားကြည့်တာလဲ ကျွန်တော်သိပါတယ်ဘယ်နာနေနေ မြို့ကဘယ်နာကြနေတာလဲ မြို့ဆို ဘယ်ငါရဲ့မြို့ဖြစ်တော်တယ်ကို မြို့လည်းမတူလောက်ကြီးနဲ့တူ လည်းဖားလဲပြောပဲ သူတချီကိုပြန်ဆိုတယ်ကွာ မင်းကမားနေတာမင်းကငါ့ကိုနွားလုပ်တယ်ဟုတ်လား ဘာဖြစ်လို့လဲ ငါ့ကိုမင်းဒီကျိုးဆိုတော့နွားပေါ့ ဟုတ်လေ ဒီလိုကနွားစစ်ကနွားဒီလိုကဟိုလေ တော့ပြန်ခံရ လာတဲ့ကိုမမယုံနဲ့ရဲ့နေနှလုံးမရွှင်ပါတော့လေရဲ့အတီးလို့စိတ်မလိုက်ပါအိုကြီးအိုမအလိုတနာခရနွားလာညို့ပြအနောက်ကနေကျိုးငါကျုံတော့မယ်ကွာ နောက်ကနေလုံး နောက်ကနေလုံးတော့ပါကွာ ဘာခဲမအောင်ဝါသူဘာလာရှိတော့မှမသိပါဘူး သူချစ်တော့အနောက်ကနေလုံးများအနောက်ကနေကျုံနေ
မြော့ဆို ဒီညော့အဲ့ဒီရောက်နေတယ် ကျွန်တော်အဲ့ဒီမြော့လေးကျွန်တော်သမင်းစားတယ်စား ဘာပဲလဲ ရှင် အဲ့ဒီမြော့ခန္ဓာကလွတ်ချင်သလား ဒီမြော့ကိုခန္ဓာ ဘိတ်တော်မီနော် ဒိုမီနိုမင်းကိုခေါ်နေပြီအဲ့တော့မင်းကိုခေါ်နေပြီ ခေါ်နေတာနဲ့ဘာဖြစ်လဲမင်းချိန်ရှိပြလိုက် ဒီကြားရတဲ့ချင်းတဲ့တူတော့ကိုလေအတန်ဝင်နေကြတဲ့ချင်းလေးနဲ့ဒူးချင် ဘာတချင်းလဲ ပြတ်သွားလိုက်မလား ဘိတ်တော်မီနော် ချစ်သူကို လိုက်တယ်ဆက်စုံလေဟာလာအော်ထိုင်အောင်မ ချစ်သူကိုဘာဖြစ်လဲ ချစ်သူကိုရွှေနဲ့ထမထားခြင်းလေဒါပေမဲ့ကိုရှိဘွား ကျွန်တော်ဘာလုပ်ကပါလဲကျွန်တော်ဖောင်း ကိုရှိဘွားဟာချွတ်တဲ့ရာနဲ့ဒီကချစ်သူကို အဲ့ဘာလား လက်ပြားနေတော့မထီရှင်းနိုင်ဘူးအလားလေး ကိုပဲ့သွားရင်ကိုရှင်ချိုးရစီ အလားလေးပုံမဲ့သွားရင်ရေကြိုးရတယ်တချင်းကောင်းကောင်းဆိုတာမတယောက်လိုက်လို့ပြောအော်လားဘယ်လိုဖြစ်လိုက်လို့ မင်းတို့ကအောက်မှာဗဇက်ချင်းသွားဆိုင်နေတာဗဇက်တော့ပေါက်သွားဆိုင်နေတာ ဘာစကားလေးညာလေးပါ ပြောစရာကောင်းတဲ့ညံချမ်းလေးပါဒီပါလေး ဦးရှင်တိုင်း ဥရွှေပြောတဲ့ ကော်ပီအခုတင်သေးခေါ် မင်းသမီးခေါ်လား သွားမလို့နဲ့နာမည်နဲ့ခေါ်တာကာယနဲ့နဘေနဲ့ဝမ်းကေသင်းလမ်းသေးချင်းမပြုံးချိုနှလုံးအပူ ဟုတ်တယ် ချီချောအပြစ်မပြောဟောမကွမ်းပွမ်းအမှန်ကန်နေမမအကြံဖန်ကိုကဒိုမီနိုအပြောကြီးတကိုရွှင်ပြောဖင်ပေါ်အမြင်မတော်ဝင်စော လာခဲ့ကြမမကောင်းလို့ပြေးတတ်တို့ကျွန်တော်တို့လူရှင်တော်ဆိုတာရည်စရာရောင်းကုန်လောက်ရတာအရင်ကလည်းပါပါတယ်အိမ်မှာဆံအိုးတဲ့ဆံရှိအောင်လောက်ရတာအားရမရနေတော့ရိုင်းနာရှိတယ်ချပါတယ်အလို့မရှိဘူးပြကျွန်တော်ရုပ်ရှင်ရိုက်မရိုက်ချစ်ချောပေါ်မှာခေါ်မအဲ့တော့မိုးနဲ့အလုံးမရှိတော့စိုက်ကားလည်းမနေနိုင်ဘူးကကြိမ်လည်းမချနိုင်တော့ဘယ်နေဟောရတယောက်မှနေရရဲ့ရှင်ပြောပင်းလို့ဟိုနေ့ကစိုက်ပုတ်တယ်ဘုန်းကြီးတွေတပားပဲပြင်နေဆွေးကြတာစိုက်ပုတ်တယ်နဲ့နေရမိုးရွာပဲပြင်တယ်မူသမားအဲ့လိုပဲစိုက်ပုတ်တယ်နဲ့နေရအဲ့လိုကုန်တယ်ရှိတဲ့လူတွေလာတာပေါ့တိုက်ခန်းလေးတွေမူသမားအဲ့လိုအေးကြီးကြီးနဲ့ရှင်ပြောပင်းဖတ်ပြီးတော့အဲ့လီးပေတွေကဘာတွေဟောမှာလဲကတော့အဲ့လိုကိုဆန်းကျွန်တော်နားရပြောရင် မရောပေါ့ ဟဲ့မင်းအမှုသမားမင်းမွေးကလည်းဝင်စားသေးတယ်တမန်ထမင်းတလုံးမဟုတ်တာမလုံးနဲ့လို့ယုံဘူးလေခင်ဗျာလီးပေတွေဟာစိတ်ကထောင်းလဲထွက်တာမင်းကလည်းလောင်ကြီးစားရုံဟုတ်မယ်ဟာရပေါ်မှာ9ရက်အတွက်မီးတော့မယ်ကွာဟောချာယုံတဲ့ဘာလဲလူကြားလေးဆက်တော့ဟောချာတာ ရဲလာရလားဗျာ အဲ့ပေါ်အမှုသမားစမှကပြီးဟောချာတရက်လည်းမလောင်2ရက်လည်းမလောင်စုလည်းမတောင်းဘူးဟာ3ရက်လည်းမလောင်ဘူးပြစိတ်ချက်ပူးနေတာပေါ့4ရက်လည်းမလောင်5ရက်မလောင်6ရက်မလောင်စိတ်ချက်ပူးလာ9ရက်ကြောင်လောင်လောင်လာဝိုင်းတာအမှုသမားလည်းလာတယ်လူကြားတဲ့လမ်းကျိုးတို့ပြောသွားတာဟိကောင်ကလောင်တာမင်းလာတော့အမှုသမားဘယ်နဲ့မှန်းနေကွာလို့မီးလဲတေရောကျွန်တော်ဖမ်းတာ ဘာဖြစ်လို့ မီးကငါအိမ်လောင်လာယူ ဘေးဒီမှာကိုယ့်ကိုရှို့ မနေ့ကအားတယ်လို့ရှိ200ရဲ့ ဟုတ်ကဲ့ လာကြည့်200တဲ့နော်မမရင်ပရိုက်သွားများမဟုတ်ငါခေါ်လောက်ပဲခေါ်တယ်အပြီးကြည့်ပါလားဒီဆိုပါလေဟာ ရှင်တိုင်း ဘယ်နေ ဘေးဒီကြည့်မလို့ အဲ့ဒီမျိုးဘယ်နေကြည့်မလို့နော် ဘေးရင်ကြည့်မယ် သမီး200ပဲပေး ဟုတ်ကဲ့ ညမလည်းမပါဘူးဖောင်း ဘာလို့ ဘာ လဲ လို့လဲ အဲ့လိုရိုက်တော့ဖောင်းတက်လာ ဘာလဲ ဒီရမပေါင်းတော့ဘယ်နေမကြည့်ရင်နေပြရရင်အဲ့အိမ်ကြရိုက်မရိုက်ရင်တော့အဲ့လိုသွားရိုက်ရင်ဖုံနေတယ်အဲ့လိုမိမလက်တရားလို့ပြန်တော့ပြန်မဖေးနဲ့အားနာလို့မနဲ့မပြောနဲ့မတဲ့သာပြော ပြောမှာ အမပြော အဲ့မကြည့်ဘင်းကရှင်းမှာပြောင်းဟောမယ် ဟုတ်လား 200ရဲ့ဒီတိုလိုနဲ့ပူပူဟာလက်မကြည့်ချင်မှကြည့်ရမှာမပါဘူးနော်
နေရည်ကြည့်ကြမှာကြည့်ဘာမှကြည့်တာငချင်းမီ ငချင်းမြတ်ပါဖြစ် ချင်းချက်သာချိုးတာပေါ့ နေနေတော့ပါ ကောင်းမ ဟုတ် ပတ်ရှိဦးမယ် ဘာလို့လဲ မှန်တော့ထီယို ထီးရပါဖြစ် နစ်တီယိုတိုးတယ်ဟိုတန်ခါစင်မောထီယိုကကိုရှိတယ် ဘာပြောနေရလဲ အတိတာကဟောတာလေနေရတဲ့ဟာကြီးကို ဒုက္ခပဲကွာ ဝမ်းကြတဲ့သမီးမှန်တာဖြေဖေမင်းမယ် ဟုတ် သမီးဒီလာထဲမှာနီတော့အရာများထွက်ပြီးမလား ထပ်ပြီးပါ ဒါကြောင့်ကျမကြီးကောင်းပြီဟဲ့ ဘာတကားလဲ အေးဟာဘာဆွဲဘာကြီးကနေရရဲ့ရက်ကိုင်ပါအလီနဲ့ကြောက်ပြောက်သလားခမမကြည့်နေတော့ကျွန်တော်မစော်ကားနဲ့ဟိုကအမှုသမားတွေမလုပ်နဲ့ခမသူတို့ကသဘောတွေပေါက်နေတာ သူကလက်ကိုက်ဝါဒီတော့မထင်ဘူး ဘာတင်လဲ ခန်းကြီးတော့ကြပြောက်တယ်ထင်နေတာ အဲ့ဘာကြီးရလဲခမတို့ကြည့်မှကြည့်တာခမတို့ ဟောပါဆရာရဲ့ သမီး ဟုတ် ရီးစားရှိတယ် ရှိတယ် ဝင်လည်းနေချိတ်တွေ့သလား တွေ့တာပေါ့ ဒါဆိုနင့်မကြခင်ဖြူသောအရာများဝင်တော့ ဟဲ့ ခမကြီးပြမီ ဟုတ်လေ ကြောက်ပြူလာကျွလာတော့ပဲမှာဒီမှာဟောရင်တော့ငါသိမယ်ဒီတိကျလေတလိမ့်နဲ့အိတ်တက်ကစားမို့တစ်ခါတည်းဖြားခြင်းမဖြစ်ဘူးလား ဖြစ်တာ ဖြစ် ပေါ့ တာပေါ့ဒါမှန်ပါပြီ ချင်းနေကြောင်းငါသမီးလေမအောင်ဘူးလား အောင်နေ လေအောင်တော့နင်းစော်တာပြီ မသိ ဘာလဲ ဘာဖြစ်တာလဲ လေအောင်တယ်မလား အောင်လေ လေအောင်တော့နင်းစော်တာပြီ မသိဘူးလို့ ညကြီးပြမင်းနေရရဲ့နော်ဒါကြည့်ကြမှာကြည့်ခမတို့အတင်းထားနဲ့ထောက်ပြီးမဟောခိုင်းဘူးခမတို့ကမယုံတယ်လို့ပါကစားရဆိုတာကလားတိုင်းမှာရောက်နေဂရင်းဆိုတာဗျလဲကျင်းတယ်အဲ့ဒါကြီးပဲခမတို့အရင်နေတော့ဘယ်တော့ကြာဘလို့လို့ထမင်းငတ်ပြီကွာကိုယ်ရအများကြီးပဲ ဟုတ်တယ်ပွဲရဆက်တော့အတန်ဝင်နေရသမီးက တောင်ဝင်စီတော့ ဟာစီရပုံဝင်တာပေါ့ ဟဲစီကပိုးဝင်လာ အေးလေ မှတ်ထားအောင်ပါစီကပိုးဝင်တယ်လေကွာ ဟာလေအတန်ဝင်တာပြောတာ ဘာမပြောတာပါဗျဘာပြောနေလို့လဲဒါစာရီ ခက်စားဟုတ် မင်းတို့ခလေးပြော ဟုတ်ကဲ့ပြောလေ မင်းသမီးကမင်းတို့ခွဲညာလဲယုံ ဖေးလေးနားထောင်နေတာပါ ရှောင်းရမှာလေ ဘာလို့ရှောင်းပါလဲ နေဒီလာထဲမှာမစားမှာဝက်သားတော့ရောင်လို့တော့မှ မစားရဘူး စား ဒါလေ ကြည့်နေတော့ခင်ဗျားတို့မကြည့်နဲ့အမဲသားတွေပါနေတာတော့တပတ်နှစ်ပတ်လောက် ရှောင်းရမှာ စား ဖေးလေးဆရာ ညီလေး ထောင် ကြည့် နေ လာ တာ လားတောင်းရကလို့လားမြန်မြန်ပြန်ပြီးရောဗလားညမချမ်းပါလေငါတလေးညမချမ်းပါလေမင်းပေးတဲ့ဘက်ဆံမဟုတ်တာမလုပ်ဘူးဟင် ဘာလို့ ရံဝင်ကြမဖာချပြဖာ ရိုင်းနေကွာဖေးလေးဆရာတော်ရိုင်းပါအလူရှင်ကမကျေ ဒီ နပ် လို ဘူး ဒီလိုဟိုကမချုပ်ကလေးတွေဖာလေးတွေအဲ့ဒါကိုထမ်းချပြီးကုံကူးမှာဟောတာမလုပ်ဘူးသားလေးစိတ်ချမကြအရက်လုံးဝမတော့ဘူးလေးလေးဆက်လိုက်မတော့ဘောမစား ဟုတ်ကဲ့ ဘဝတွန်းပို့လို့သာလုံနေရတော့ပြက်လုံးပြက်နေဟဲ့အရက်ဘာမှမသိဖဲဘာမှမသိဆက်လိုက်ဘာမှမသိလူရော တော်တော်ရိုး ဒီ တယ် မှာဆက်နေတဲ့သားတော့ဖာရခါကျိုးတယ်ကွာဒါပြမိခမဟာမကြည့်နဲ့မြန်များလာတယ်နော် ကောင်းကောင်းတော့ပါ ဘယ်ရောက်သွားလဲဖေး မရှောင်းရမရလေ ရှောင်းပါဗျာ ကောင်းမယ်ဟာဒီဘဲသားကိုတော့ရောင်လို့တော့မှ စားရဘူး စား ဟာ တက်စာရှောင်း ဘာလဲတက်စား တက်စာကဝက်တိုးသားကိုယူလာပြီတော့ကိုယူလို့လာတယ် ဒီကြီးကဝက်တော့မယုံဘူးခင်ဗျာ အားရ ဘယ်လိုမှမယုံပုတ်ကဲရှောက်ပြောတယ်ခင်ဗျာ မင်းတို့လည်းပြောလာလား ကြက်တွဲပါလေခင်ဗျာ တယောက်ထမင်းလို့တယောက်ကြည့်အောင်မင်းစကားပြောပြရမယ် ဘာဖြစ်လဲ ဒါဆိုကြည့်လိုက်ပါဗျာကိုရှင်ပြောနဲ့ငါထမင်းစားမင်းမကျင်နိုင်ဘူးလား ဟာမကျေနပ်တယ် ငါ့ကိုကန့်လာတိုက်ခါမင်း ခင်ဗျာ မယုံဘူးတဲ့လာပြန်ပြီဟိုအမှုသမားလို့ ဟဲ့မယုံ မယုံမင်းတို့ကမျိုးလူဘာပိတ်သားချေပြောင်းဟောမယ် ဘာပြော မင်းဘာနေတာလဲမပြောနဲ့ မပြော ငါတန်းပြောမယ် ပြောခင်ဗျာ ပြောကြမလို့ ပြောသားပါ ဒီဘက်လေဒီဘက်လေချစ်ချောဆိုချင်းကြောင်း အဲ တနင်းကတွေသာကတော့မဖြစ်နိုင်ခင်ဗျာမကြည့်နေတော့ဟာဟာမလို့အမလွန်းလာတယ်ခင်ဗျာတနင်းကတွေသာမဟုတ်ချင်းကြောင်းတနင်းလားဆိုရအောင်လည်းမမှန်ဘူးကိုကြီးကြမပေါင်းတော့မှာခင်ဗျာတမင်လုံးစားဒီကမဟုတ်ချင်းကြောင်းအင်းကဆိုတော့လွယ်ဤ ဘာမှမလုပ်ရပါလား အင်းအောင်ကြဘောဓုကတော့မဖြစ်နိုင်ဘူးဘုရားရှူရှူနိုင်နိုင်တဲ့မင်းအမတာအေးတဲ့ကောင်ဘုရားမုတ်ချစ်ကြောင်ကြောက်တာမနေဆိုရအောင်လည်းမမှန်ဘူးဗျာ
မလို့ရှောက်တောက်ကြဆိုတော့လွယ်ရည်နဲ့မာမတနေ မဟုတ်ဘူး လို့မှာက9နှစ်9နာကုန်လို့ ရာဟုတဲ့ ရာဟုကျွန်တော်ကခမရသမီးလေး မင်္ဂလာရှိတဲ့ညာလေးပါ အမတက်ခေါ်လိုက်တာ ဦးချစ်ချားရေ ရှိတာဦးဟာနေမှာအသေးလေးနေအောင်ချစ်ခဲ့ရတယ်လင်ကိုယ်လိုက်ကြည့်လိုက်တဲ့ထပိန်ဝင်းနေလဲလေကိုစွတ်တယ် ဆွရလဲ လင်ကိုယ်လိုက်ကြည့်လိုက်တဲ့ခေါ်မတတ်တယ်လည်းတစ်ထင်ကိုထိတယ်လင်ကိုယ်လိုက်ကြည့်လိုက်တဲ့โอเคလည်းဒီကိုထိတယ်ငါပြီးတော့ကွယ်ငါမစိုးချူကငါဖင်ပေါ်သွားတယ် အားလေးစိုးနေရလဲ မလို့ ဟောင်းမေးနေလား ဘယ်လိုလဲ ငယ်တော်ကသမီးသုံးပါပြီလားချီတော်ကဖြီးပမမန်တော်အေးရပါသည်ဝမ်းပွမ်းရဲ့သမီးသုံးပါနဲ့လားချီတော်ကလည်းမဖာခဲစားရပါတော့ပြီ တော့ညီလေးခုနဆူရတာရောချက်ချင်းယူတယ်ကြာသမီးကို ငယ်တော်ကသာဆုံးမညာကကြည်တော်ကကြာအာဘမဘဘထမှုတတ်တော့ဒီမှာတော့ဟာအောက်ထတော့ရရကောမန်တော်အကိုရပါသည် မိုက်တယ် ငယ်တော်ကသာဆုံးမနဲ့လားကြည်တော်အခါကြာအမမင်းကြိုက်ရပါလိမ့်မည်ရှေကိုနည်းနည်းတိုးကြည့်ပါ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 ဓာတ်ကြောနေပြီးချော်လဲပါဝင်ရပါအပေါ်ကိုနည်းနည်းတက်ကြည့်ပါ ပေါ်တာ အပေါ်ကိုနည်းနည်းတက်ကြည့်ပါမနေ့မိုးလင်းထီနေပေးပါအပေါ်ကိုနည်းနည်းတက်ကြည့်ပါ တက်တယ် ကိုတော်ကြီးဖင်ကိုနေမြင်ရမှာပါခဏလေးတော့နေပေးပါ အော်ရတယ်အချာကြီးနေမယ် 15မိနစ်လောက်နေပေးပါ ရတာပေါ့ ရွာလူကြီးကိုခေါ်လိုက်ပါမနေ့မိုးလင်းတော့မသာချမှာ ဟုတ်ကဲ့တော့ဦးချစ် အချင်းစက်တာတော်တော်ကောင်းတယ်ငါလိုးမှလား မင်္ဂလာရှိတဲ့ညာချမ်းလေးပါ မင်္ဂလာရှိတဲ့သမီးပေါ်မနှုတ်ဆက်လိုက် ဥပပွန်ပွန် ပွားမင်းကိုနှုတ်ဆက်နေပြီလေ ပြန်ခေါ်လဲ ဥပပွန် သူတို့လည်းပဲတချင်းလေးနဲ့ထူတယ် ဘာတချင်းလေးလဲ ပြန်ခေါ် ဥပပွန် အနေအောင်သမီးငါမှားသွားလို့ ဟုတ်လေ အဲ့လိုခေါ်လို့မရဘူးလေရန်ကုန်လာတဲ့မင်းမင်းတို့အထင်ကြီးနေတာ ဟုတ်တယ်လေ နေဥပပွားဟိုကောထူတော့ပေးတဲ့ကရိုးတော့မကြီး ရိုး တော့ ရင် အော်အဲ့လိုလား ကိုရီးယားကိုနှုတ်ဆက် ဟောသမီးမမပြောတတ်တာ ပေးတဲ့အထင်ကြီးတော့ကိုရီးယားကိုနှုတ်ဆက် ကိုရီးယားလည်းမပြောတတ်ဘူး ဦးလေးတင်ပေးမယ် တင်ပေးပြော သူမျက်နှာကိုကြည့်လိုက် ကြည့်တယ် ဟေးလက်ပွေးပွေးလို့ ဟေးလန်ပွီးပွီး ရပြ ဟေးလက်ပွေးပွေး ဟေးလန်ပွီးပွီး ရပြ อ่ะဘာပြော အဲ့လက်ပွေးပွေးတော့လီးပွားပွားလို့ အလီအောင်ကျေးဘာလို့ရှိသေးတာလဲ အဲလီအောင်ကြီးတော့ရှိသေးတာ ဒီအောင်တော့လည်းမကြလီးပွားမလည်းနာမည်ကြည့်တာပေါ့မကြတဲ့ထိုင်းကိုနှုတ်ဆက် ခိုင်းလို့ဘလို့ သူမျက်နှာကိုကြည့်လိုက် ကြည့်တယ် စဝါရီခက် ဆာဝါရီခဲ မင်္ဂလာပါသမီး ဆာဝါရီခဲမင်္ဂလာပါ အဲဒီလားမင်္ဂလာပါမိုက် မိုက်တယ်မိုက်တယ် နောက်တစ်လုံးတက်ပြခက်ပုံက ခပ်ပေါင်ခဲအဲ့လား ကျေးဇူးတင်ပါတယ် ခပ်ပေါင်ခဲကျေးဇူးတင်ပါတယ် ဟာကျေးဇူးတင်ပါတယ်မိုက် ဒါလေးကိုကိုင်းသူလည်းထဲကိုထက်ဘာသာကပြောဆူရောက်ခနိုင်က ဆူရောက်ခနိုင်ခဲ ဆူရောက်ခနိုင်က ဆူရောက်ခနိုင်ခဲအဲ့လားဟော ဆောက်ယူခဏကိုင်းလို့ပြောတယ် ဟဲ့ညာလေဟဲ့ ခဏလေး ဘာလို့ ဘာ ခ ဖြစ် ဏ လို့လဲ လေးပါခဏလေးပါငါတလုံးနဲ့ဝင်ပြောပါ ဟုတ်ကဲ့ပါ မင်းတို့ဒီကလေးမလေးကခေါ်တာ ဟုတ်ကဲ့ ဝီးတဲ့ အဲ မွီးတဲ့ အဲ ဘာလဲအဲ့ဒါ ဟာခက်စကားလေးဗျာခက်ခေါ်သမီးမွေးရေ ကွီ မွေးလေး ကွီ မွေး အဲ့ဒါငါဘာခေါ်တာလဲ မွေးကွေးကအထင်ရှိအထားရှိတယ်မွေးဆိုတာကမေတ္တမီးလေးကိုမီးလို့ခေါ်တယ် အဲ
ကွီးဆိုတာအကိုကြီးကိုကွီးအမကြီးကိုမွီးညီမလေးကိုညေး ငါလည်းရုပ်ရှင်ရိုက်လာတာကား100ကျော်ပါပြီအဲ့ဒါငါမတက်ဘူးငါ ဒီလိုထဲမှာပါတယ်ဗျာ ငါတင်ပြတဲ့ကြီးလေး ပြော တော့တာ တင်ပြတဲ့ ကလေးကိုခေ အကိုကြီးကိုကွီး ဝီ အမကြီးကိုမွီး အမယုံမွီမြန်ပြောတာ ပြောမြန်ပြောခလေးကိုခေ အမေပြောပြီ ခလေးကိုခေ ကလေးကိုခဲ ကိုကြီးကိုကွီး ကိုယုံကွီ အမကြီးကိုမွီး မယုံမွီ ဒါပဲ ဘယ်အရှိအတိုင်းပဲ ရပြီလားပြောရပြီလားအမကြီးကိုဘယ်လိုခေါ်လဲ မွီ အကိုကြီးကိုဘယ်လိုခေါ်လဲ ဝီ ဟိုလော်ကြီးကိုဘယ်လိုခေါ်လဲ လီအမတူပြောတဲ့ဟာတော့ပါဘူး ခင်ဗျတင်ပေးလည်းမတတ်ပါဘူးညာ ဥပိုင် ပြခေါ်တဲ့ချင်းလေးနဲ့ ဥပပိုင် တချင်းလေးနဲ့သူတို့လို့ ဆက်လိုက် ထာဝရကိုရင်ဝေမောမီလေးနေပါကိုဟော အာကောင်ချောလို့ရတော့တော့ ရေတော့ခေါ်များစာဖွဲ့သွားတယ်အေးဘေးလေးက ဝင်းနောက်လျှောက်လာတာဥပ မနာလို့လားတပည့် ဟုတ်တယ်ပြခေါ်မယ်ဥပပိုင် သမုတ်တရားကြီးကပြောတယ်ရှိရီချာသူရဲ့ပေါ်တယ်တောင်းနှန်းကြီးကပြောတယ်စိုက်တယ် ဟုတ်ကဲ့ ဘာပြောလို့လဲ ဘာပြောလဲ ဘယ်ကပြ ပါတယ်ဘယ်နဲ့မှာ ဓမ္မတို့ဘာရှိတယ်တဲ့မပြောဘူးတဲ့ရှိတယ်တဲ့သူဟာ အဲ့ဥပမစက်ထဲမှာရှာပါကြ အိတ်ထဲလာညှိရှာပါကွာဘာသက်ထဲတော့ငါမထည့်တာပေါ့ဒီပြည်စီကြောက်လာခုမှထရှာဟုတ်လားငါတချင်းစုံပဲထရှာ မနာလို့ဖြစ်နေကြတာပြခေါ်မယ် အဲ့တချင်းမဆို တခြားအပြောင်းဆို ဒီချင်းတောင်းဆို ဥပပိုင် မွန်းနေပြည်ကြီးလို့ဝိကွာသွားလေချင်းအမေ လူရောကျန်နေတော့ဖေးပါလားဗျာစားကျင်လို့ပါအလူ စောက်ကြီးရဲ့အရက်သမားမြည်တောင်းနေသေးတယ်နော် အလူရောတောင်းတာမင်းနဲ့ပါဆိုင်နေလား မင်းစိုးစိုးနဲ့တောင်းနေ တောင်းပါမယ်ဆို ကိုမိုးကျော်ကိုကျော်မိုးရှိမှတောင်းလာ ဖြောပြင်းညာမနဲ့ကြရင်လည်းရှိသေးတယ် တော်တယ်များနေတော့ရော ပြခေါ်မယ် ဟုတ်ပါတက်ကော ဥပိုင် မွန်းနေပြည်ကြီးလို့ဝိကွာသွားလေချင်း ဟောနေမဆိုင်နဲ့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 ထပ်ပိုင်းကျိုးသွားမယ်နေမဆိုင်နဲ့ အခုဘာလို့လဲ အရောစိတ်တက်လာတာ မင်းသမီးလေးနဲ့နှုတ်ဆက်ရတဲ့စောက်ပင်းရှိုးရတာကြားနေတာရတယ်တက်ကော ဥပပိုင် တဲကပြောတဲ့ချစ်တော်ကားရီရဲ့တို့တို့ဘာလဲဘာလဲ ဟုတ်တယ်လေ ဟာလေဟာလေဟာလေကဟာလေ ဘာဖြစ်လဲဘာဖြစ်ဘာဖြစ် အဲ့ကောင်လေးပွဲစားတယ်ကြိုက်တယ်မစင်တော့ ပြီလေ ဘူးကောင် ဘယ်ဘောင်း ဒီမှာလေဘူးကောင်ရောခါရအောင်တော့ပါလေ ဘူးကောင်ခုမှလိုက်ရအောင် ဆောပါလေရော ဟောဒီမှာအငိမ့်ချစ်တဲ့ပြိတ္တတွေကိုဖြောပြင်းညာဘူးကောင်ခုမှလိုက်ရလား တော့လေကောင်ပွဲစား တဲ့ရောတားလေး တိုက်ပါတိုက် ငါတောင်းမှမှာဝါရောပြီးလေတွဲနေတာမင်းကလေချစ်သူကိုရှင်နိုင်တဲ့မှာထားနေတယ်ငါဘာမှမနှောက်ရှက် မင်းလေ ဟမ် မင်းနဲ့မင်းသမီးနဲ့တွဲနေတာ ဟုတ်တယ် မင်းကမင်းသားပေါ့ အင်းတော့ ဘယ်နှနာကြီးတကြိုးမလဲ ဒီတက်ခေါ ဥပပိုင် ကိုကိုလာရင်မောင်မောင်လာရင်ကလေးလာလာဒီဆက်လိုက်ရလားဆက်လိုက်ကြလားရောဆက်လိုက်ကြလား ပြင်းလို့ အမဘယ်ရင်ကြည့်မလို့လား လိုက်နောက်ရှက်နေကြတာတွေ့လားမနာလို့ဖြစ်ပြီးတော့ တကြီးလေးတစ်ချင်းပြောင်းဆို ကြောင်းပါလား ပြောင်းဝင်ပြောင်းလို့မရ ဥပပိုင် တဲကပြောတဲ့ချစ်တော်ကားရီရဲ့တော်လေးတော်လေးဟမ် အလူမကြီးဘာတဲ့တပည့်ကျွေးဦးမလား ဟာ ကျွေးမှာ ကျ နော် င်းပါတဲ့ ဒါကတော့ဘိုက်စာတော့မေးကြည့်တာ ငါပြောပြီးပါမယ်ကွာငါတောင်းမှမှာ ကိုကလည်းကိုမသက်ပါလေကိုကလည်းကိုပြောပါဟာရဟဲ့ညီလေးညီလေးသွား ဟာဥပလည်းပြန်လာခဲ့ဒီချိန်ရက်ဆိုင်လိမ့်နေ မင်းဟဲ့ကောင်မင်းသွားမှငါမနေကြလို့ ဘာဖြစ်လို့စိတ်ဆိုးသွားပြီဖြစ်လား စိတ်ဆိုးတာ လိုက်စနေကြတာဟိုဆိုးတာပေါ့ စိတ်ဆိုးတာ ဟဲ့အောက်ဆင်းသွားရင်နော်ခဏ300ပါလာမှပြန်ခဲ့ ရ
မင်းတို့မင်းသမီးနဲ့မိတ်ဆက်တော့ငါဘာပြောလဲ ဘာဖြစ်လို့လဲ ကိုဘိုးကျော်ကျွန်တော်စိုက်ကယ်2စီးလောက်တော့ပြီးတော့ ဘာလို့ကိုလဲ ကိုကျော်ကျွန်တော်စိုက်ကယ်2စီးလောက်ကျွန်တော်ကားပါတယ်မှာ အော်ထီသွားရောက်မလို့လား ဒီလေမင်းတခါမှမတာချတာခိုင်တယ်နဲ့ချောင်း ဟောရေးတဲ့သူကတောင်ရှိသားနာဆွဲနေသေးတယ် တော့ဘာပြန်ခေါ်လိုက် ဟုတ်ကဲ့ခေါ်လိုက်ကိုမမောင် ဘယ်လိုကောင်း အခေါ်နဲ့ဒီမှာငါမျိုးတွေတွေ့နေတော့မယ်တမင်းစားမယ် ဒီမှာလည်းလွတ်နေတော့ခွေးယူကဆင်းမမီ ဟိုဟိုဟို ခေါ်လိုက် ကဲလာပါဥပရဲ့ချင်း အားလုံးမခေါ်နဲ့စိတ်ဆိုးတယ်ကိုလိန်ချုပ်ပြလိုက်ဦးမယ် ဘယ်တော့ ဦးလို့ခေါ်ဖို့ ဟောအဲ့လား ဦး အဲ့လိုတင်စားတင်ပြီး အဲ့ဒါဆက်ရကွာဟဲ့မီးလို့ထူတယ်ဟဲ့ ဆရာလည်းပြောတယ်ဟဲ့အောင်လေ ဆရာလည်းပြောတယ်ရိုက်လက်တော့ ဦး ဦး မီးလို့ထူလို့ငါပတ်ထဲလိုက်တို့မီး မီး အော်မီးတွေကိုအမီလိုက်ခေါ်တယ်ဦး ဒီဝယ်လေးကိုအမေခေါ်တယ်မင်းနဲ့65နှစ်လောက်ကြီးရဲ့ဗျာ ဘယ်လိုခေါ်ကပါရိုက်မှာပေါ့ ဦး မီး ဦး မီး ဦး မီး လာကြမောင်ခင်ဗျာကိုမောင်နဲ့ဦးမီနဲ့အီးမူးနေတယ် ကြောက်ဒီလိုနည်းနည်းများနေနော် အဲ့လိုမနောက်ပါနဲ့ချွတ်ချွတ်နဲ့ခေါ် ဘယ်လိုခေါင်းလဲ ချွတ်ချွတ်နဲ့လေခေါ် ချက်ပြစ်လေ ချွတ်ချွတ်ပြပြလေးခေါ် ဟာတိပါ အဲ့လိုချွတ်ချွတ်နဲ့ခေါ်သူပေးလာမယ် အေးပါအေးပါ ချွတ်ချွတ်ပြပြလေးခေါ် ဘယ်လိုခေါင်း တခွန်းနေ ဘယ်လိုလဲ ရှုံးမနေပြီ ဟာအဲ့ဒါချွဲတာရှိတယ် ဘာလို့ နှစ်ချီ အဲ့ဒါချွတ်တာရှိတယ် ဘာလဲ ပြရောကပွန် ကဲမနာပါနဲ့ခေါ်လိုက်ပါဦးမအဲ့ဒါတည်းကြည့်ဟာ ကိုရင် အကိုကြီး ကိုရင် ကိုကြီး ကိုရင် ကိုကြီး ကိုရင်ပါ ကိုရင်လာပါ 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 ကိုရင်မလိုက်ဦးစင်းလွတ်လိုက်မယ် ဦးသိန်းသွားလို့လိုက်တယ် ခန္ဓာကလွတ်ချင်သလား ဩတီရရှိရတယ်တဲ့ တမီခေါ်လိုက်မကောင်းအလုံးလုံးအာနာဝဲအာနာဝဲကောင်းတယ် ကဲခေါ်လိုက်ပါမယ် ခေါ် နော် လိုက်ရိုးချွေးရဥပ္ပယ ဥပ္ပရဲ့ လာပါဥပ္ပယ လာပါဥပ္ပရဲ့ ဥပ္ပမရှိသမီးမကတဲ့လို့ပါ ဥပ္ပမရှိရင်သမီးမကတတ်လို့ပါ လာပါခွေးရ လာပါခွေးရဲ့ တိလားသွားကြသည်လာကြသည်ဟုတ်မသွားခိုင်းဘူးဒီကတောင်ကျင်ဆွဲနေတယ်အဲ့တော့မင်းတို့ပြန် ခေါ် တော့ လိုက်ခေါ်လာ ဒီရောမှနေခဲ့ပဲပုံပေါက်နေ မင်းတို့တောင်ကြီးဆွဲထားတာ ဟုတ်တယ် ဒီပါတခိုးမီးအောင်ဖတ်တယ်ဗျာ လာပါဥပ္ပရဲ့ဥပ္ပမရှိရင်သမီးကမကတတ်လို့ပါ တိလားငါကတည်းကတိလားသွားကြသည်လာကြသည်ဆိုဒီမိမတော့ပြီကွာ ကိုဘဘဘယ်လိုသွားကြသည်လာကြသည် ဒီမိမတော့ပြီဆိုတော့အောက်ကပြေးတဲ့နေရာကနေဝိုင်းကျင်တဲ့လင်မယားလို့ပါတယ်လို့ပေါ့ အဲ့ဒါဆိုရင်စိတ်ဆိုးတယ်စိတ်ဆိုးတယ် သူ့လည်းမသူ့လည်းဟုတ် ဟာလေခဏလေးကျွန်တော်မင်းတို့မမပြောဘူးလေ စိတ်ဆိုးတယ် စိတ်ဆိုးတယ်မင်းမကောက်ဘူး ဘယ်လိုပေါ်လို့ပြောချင်လို့ အာ ဒီလေစိတ်ဆိုးတာလားအဲ့ကောဒီကစိတ်ဆိုးတာဝါကလေးနဲ့တူလဲပါ စိတ်ဆိုးတယ် ဟုတ်တယ်ဝါကလေးနဲ့တူလဲပါဝါကလေးနဲ့တူလဲပါဝါကလေးနဲ့ကားလေးတီးလဲတီးတာကဝါလေးကလမ်းလဲစီးလဲစီးရော မပြောတယ်လား ပြောကွာပြောရင်မင်းမလေးဘူးအဲ့ဒီခါလေး ဟာပြောပါခင်ဗျာကြောင်ပြော လာမကားလေးရရကဝါကလေးရဆင်းတာကျွန်တော်အဲ့ဒီအောင်ကောင်းနေတာသူကနောက်ကလိုက်သွားကတော့ပါရကဝါလေးကဂျုံဦးနဲ့ဝင်ဒီကောလိုက်ဝင်နေ ရှင်ပြော အာဝနေမှာကြာတယ်ကောင်မလေးကဓမိန်ပြီးတော့အကျဲထွက်လာတာဒီကောင်လည်းနောက်ကဗတ်မှကြီးတယ် မင်းဘာဖြစ်လဲစိတ်ဆိုးတာ စိတ်ဆိုးတယ် လာစိတ်ဆိုးရင်အဲ့ဒါမကဘူးဆိုရင်အဲ့တောင်ရှိချွတ် အကောင်လည်းပဲ အဲ့ဒါတောင်ရှိချွတ်ထွက်လာပြီစီချွတ် ဆင်းလို့လေ ချွတ် က ပပောင်းမေးကိုမေး ချွတ်ကုန်ချွတ်မကလည်းရတယ်ချွတ်ချွတ် အင်းကြီးလည်း အဲ့ဒီချွတ်အဲ့ဒီမှာချွတ် အင်းကြီးသားလေး အဖွားမှပြီစီ မဟုတ်ဘူးသားလေးအင်းကြီးတော့သူခေါင်းမလွှတ်ဖို့ထားပါ ချွတ်အဲ့ဒီကုန်ချွတ်မရဖွားမှပြီစီအလွယ်တုံးသားလုံးလို့မရမင်းမကနဲ့ရ အဲ့ဒါပြီးတော့ဟိုင်းနာကချုံ ချွတ်ဆွတ်ကြပါချွတ်အဲ့လက်နီးတော့လုံးလို့ရတယ်ချွတ်ပပောင်းပဲဘောင်းမိပါချွတ် အကျွေးဒီစဝါကြီးကုန်မယ်လေ တန်တော့ ကျွတ်တယ်စိတ်ဆိုးတယ်စိတ်ဆိုးတယ် စိတ်ဆိုးရင်ဘာနဲ့တူလဲ ဖွေးနေတူတယ် ခေါ်လိုက် ခေါ်လိုက်ပါမယ်ကြောက်ရတယ်ကဲကိုကြီးရလာပါကိုကြီးမရှိရင်သမီးကမကတတ်လို့ပါအခုမှအယူရောက်နေတယ်လို့ ကဲသေးငါတို့ရွာလူတွေညီတွေဟာ ဘာလို့လဲ ဟာမြင်းထဲမှာမျောလာတဲ့ချီလုံးကြီးဒီမှာဆိုဆဲထားတာကြီး
ကျေးဇူးခေါ်ခေါ်ခေါ်ကျေးဇူး လာပါကိုကြီးကိုကြီးမရှိမကတတ်လို့ပါဘာမီပြန်တွေ့နေ အားလို့ဆိုကြရင်လည်းမလို့ချောင်း လာကိုကြီးမရှိမကတတ်လို့လာပါ ။လောပါမဲမိုင်းနဲ့ပြောသားမမေးရဖေးမေးအောင်ပြော။ ကိုကြီးမရှိမကတတ်လို့ မရဘူးမကောင်း လာပါကိုကြီး ဦးရှိကောင်ကဘာထွက်ထွက်တယ် ဟာ ထွက်တယ်မကောင်း ဟောကပါကိုကြီးဘာဖြစ်လို့ အပြောအပြော ဟာဘာကဒီလာကဒီဒီမိမတော့ပြီ ရဲကော လာပါကိုကြီးမရှိမကတတ်လို့ အော်ဒီမိမလေလောက်ကန်ဒီကန်ကန်နေဆိုရင်ပြော ခေါင်းမြန် မင်းကပြောင်းပြန်ကြီးတော့သားရဲ့ ဒါမျိုးနဲ့300 တစ်ထည့်300 ။ဘာကလည်းရောင်းနေဖေးလို့နေရရ 300တစ်ထည့် အချီ ဒီမှာအဲ့ဒီကတစ်ထည့်300ပါတစ်ထည့်300 အော်တမီးရမြန်မာနိုင်ငံကြီးကိုထိကိုနဲ့ကိုပိုင်ရင်ချင်းမှုနဲ့နေလာခဲ့တာမ ။ ဟုတ် အဲ့ ဘူး ဒါတို့နိုင်ငံသားတွေဘောဟာ 6တိုင်းလည်းမကြောက်တတ်တာ တို့မြန်မာ မြောက်တိုင်းလည်းမမြောက်တတ်တာ အားတို့မြန်မာ ဒါကြောင့်မို့သမီးတွေအဖိုးတွေဖွားတွေဟဲ့အော်ကြွေးကြော်ခဲ့တဲ့အတန်လေးကိုသမီးကပြန်လဲကြားရမှုရ ဘယ်လိုကြားကျင်တာလဲဗျာ တခါတော့ကကြွေးကြော်တယ် ။ဓာထောင်ဟေး ရမယ်ဗျာ ။ကြမယ် ဟေး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  မြန်မာဆိုတာတမိုင်းလာတဲ့အာဇာနည်မျိုးတော့ အာလာဒီလိုတော့ ဘာလို့မဆက်စစ်ကြည့်ကုန်မလဲနော် ဘုရားဦးတော့ မိနေတဲ့မြန်မာတွေရောကဘာလို့အောင်ချွေးကြော် ဘာလို့ကျွတ်တော့ နိုင်ငံလုံးတိတ်ချစ်တဲ့အစကားလေးနဲ့နော် ဟေး ချောက်လာခဲ့ရဲ့ ကြောက်ပါဘူး မြောက်လာခဲ့ရဲ့ ကြောက်ပါဘူး ချောက်လာခဲ့ရဲ့ ကြောက်ပါဘူး မြောက်လာခဲ့ရော ကြောက်ပါဘူး ဘသူအောင်မတူတပေါက်တို့မကတိုက်ပွဲဝင်ကြွေးကြော်လာ ခေမျိုးဟေး ဘောမ ခေမျိုးဟေး ဘောမ အပူရီပွားလေးအချစ်ချောင်းဆိုငယ်ငယ်နော် ဟေးဟေးဟေး ဘာလို့လဲခကြီးလေ မြန်မာဆိုတာတမိုင်းလာတဲ့အာဇာနည်မျိုးတော့ အာလာဒီလိုတော့ ဘာမှစမ်းစစ်တဲ့ကောင်းလေးနဲ့ဦးတော့ ဘုရားဦးတော့ ဒီနေ့မြန်မာတွေရောကဘာလို့အောင်ချွေးကြော် ဘာလို့ကျွတ်တော့ နိုင်ငံလုံးတိတ်ချစ်တဲ့အစကားလေးနဲ့နော်ချောက်လာခဲ့ရဲ့ ကြောက်ပါဘူး မြောက်လာခဲ့ရဲ့ ကြောက်ပါဘူး ချောက်လာခဲ့ရဲ့ ကြောက်ပါဘူး ညလာခဲ့ရော ကြောက်ပါဘူး ဘသူအောင်မတူတပေါက်တို့မကတိုက်ပွဲဝင်ကြွေးကြော်တယ် ခေမျိုးဟေး ဘောမ ခေမျိုးဟေး ဘောမ အပူရီပွားလေးအချစ်ချောင်းဆိုငယ်ငယ်နော် ကိုတော်ပါလေရရကိုတော်ပါလေဒါဆိုရင်ကိုတော်လေး ဒီချော ဟာ လော ဖာခံပါလေခင်ဗျာ ခိုင်နာ မင်းသမီးကတော့ကျွန်တော်ကြည့်နေဥတာ ထိုင်ရမှာ ဘာ 哦 လောက်ကမှာတော့ မင်းအပေါင်းထုတ်တတ် ဟာခင်ဗျာလည်းလာလို့တက်ကလို့ခင်ဗျာအနားမှာနေအပေါင်းတို့တက်တယ် ပေါင်းတတ်တယ်ဗော တက်တယ် ဒီအလူအိမ်ရဟိုခြံထဲမှာအမိုက်၃ပုံ အမိုက်သုံးပုံမှာပြည့်လေ ဒီအိမ်နောက်ဘက်မှာအမိုက်၂ပုံ နှစ်ပုံ ၃ပုံနဲ့၂ပုံပေါင်းလိုက်2ပုံ ဟာစောက်ယူရဲ့သုံးပုံနဲ့နှစ်ပုံငါးပုံငါးပုံ ဟာ ငါးပုံ တို့တက်တဲ့အိမ်ရှိမှာအမိုက်၃ပုံ သုံးပုံလေ
ဒီလူအိမ်နောက်ဘက်မှာအမိုက်တဲ့ပုံ နှစ်ပုံ သုံးပုံနဲ့နှစ်ပုံပေါ့မလောက်နဲ့ ငါးပုံပေါ့ဟာ တောင်းစားဒါနဲ့နဲ့ပေါင်းတတ်တယ် ဘာလို့ သုံးပုံနဲ့နှစ်ပုံပေါင်းတော့အပုံကြီးတစ်ပုံရတာပေါ့ဟာ ဓမွေတော်ကွာတနောင်းလန်းကကလို့ အပေါင်းနဲ့တက် အပေါင်းရတယ်လူ အလုပ်က အနှုတ်လက်တတ်တယ် ငါချက် ငါချက်ပါငါချက် ငါချက်တဲ့ကနှစ်ချက်ခွဲနှုတ်တော့ဘယ်လောက်ကြ ဟာလာပြန်ခလေးသွားမေးပါလားဗျာငါရက်ပြန်လက်ချက်ခွဲလို့လက်ချက်ခွဲကြတာပေါ့ဗျာခင်ဗျားလေ ဘာ လက်ချက်ခွဲကြတယ် ငါချက်တဲ့ကနှစ်ချက်ခွဲနှုတ်တော့ လက်ချက်ခွဲကြတယ် မှားတယ် ဘာလဲ သုံးချက်ချက် ဘာဆိုင်လို့တော့ရကြပါလေ အဲ့ဒီမှာငါချက် ငါချက် နှစ်ချက်တဲ့တတ်ခွဲနှုတ်တာသုံးချက်ချက်နာဘောဟဲ့တောင်းသားရဲ့ ဟုတ်သားရ တစ်ထက်တင်တော့ဘယ်လောက်ကြ တိတိယတင်းလို့0 3ည မှားတယ် ဘာလို့ တစ်ထက်တင်တော့တစ်ချက် ဟမ်ဘာမှကြပါလဲရခင်ဗျာ အဲ့မပွဲရပြီ တိတိယတင်းလို့3ညပေါ့ဗျာ ကပွဲရပြီလား ဘလို့ခွဲရမှာလဲ ပဲကြီးစီစီယူ ဘ လို ယ် က် ကြည့်ရရတွေ့ပြီ ရေးစိတ် စိတ်နဲ့ ပွားသွားတော့ နူးပြီ အလုပ်ရပြီဟာအဲ့လိုတယောက်တည်းသဘောလေးပေါက်လာကြဘုန်းသားရောက်သုံးဒီဖြစ်အောင်ငါ့ကိုနင်းထက်ထဲလဲဆမ်းမှာမလားခင်ဗျားတယောက်တည်းသဘောပေါက်နေလားအဲ့ဒါတော့လား ဘာလို့ သင်ချာသဘောမှမရဘူး ဘာဖြစ်လို့တို့ ဒီသုံးစီကိုတယောက်သုံးစီရအောင်ဘလို့မဝင် ဟာ ဘူး ခင်ဗျာမဝေးရဘူးလား ရောက်မရဘူး ခင်ဗျာပြောသုံးသိမဝေးရဘူးလား မရဘူး စောက်ယူဌာနေကလာပညာစမ်းတဲ့ အဲ့လိုပါ ဘာလက်ထမပနစီရှိလဲ သုံးစီ သုံးသိခင်ဗျာလောဝဖြတ်လိုက်ရော့အဲ့မှာခင်ဗျာမကြီးအဲ့မှာတစီဆုတ်တာကောင်းမလေးလောဝဖြတ်အဲ့မှာနှစ်စီဆုတ်တာဒီမှာပနစီရှိလဲ စီ ဘောင်းသုံးသိဟာဒီကောင်းမလေးတော့ပနစီလဲ နှစ်စီ ဘောင်းသုံးသိလို့ဆမာတစ်ခုံးလေးပါဒီကိုရလိုက်အားပေးလိုက်မှရခင်ဗျာလာနေလို့ပေးရမှာလေ လာကြည့်လားလာကြည့်ခင်ဗျာစောက်ယူသွားအားပေးနေဟာသူပြောတာတယောက်သုံးစီတော့မှတစီတဲ့ပါရိုက်သွားမင်းလူလည်းမကြနဲ့တော့ရောက် ဘာလို့ဘာဝိမာနခင်ဗျာလည်းပနစီလဲ တစီ ခင်ဗျာလည်းပနစီ တစီ ဘောင်းသုံးသိဒီမှာပနစီလဲ နှစ်စီ ဘောင်းသုံးသိတိပြီးတော့ထွက်လာရတယ်အားလုံးတိပြီးတာ နှစ်စီလေဟုတ် ပညာရှိတဲ့ရှိတယ်ဗျာ လက်ခုပ်တီးတဲ့ပညာရှိကြီးတယ်ငါလက်ထက်မှာတစီဘောင်းသုံးစီလက်ထက်မှာဘယ်နှစီလဲ နှစ်စီ ဘောင်းသုံးစီဆိုတော့ဝါခဲ့တယ် ရှင်း နင့်မှာအရင်ကတတ်တစီရှိတယ် မရှိပါဘူးအော်ရင်းနေပါရင်းနေမရှိဘူး မရှိတော့ဒလောင်းသားဘာနဲ့ပေါင်းလဲမကြီးနဲ့တော့စိတ်ကတိုးနေတာကောင်းမလားဟောမကြီးနဲ့ဟောကဒလောင်းသားညစ်နေတာခင်ဗျားတို့အမှန်တရားဘက်ကလိုက်ဖို့ကောင်းတယ်လက်ထက်မှာတစီဘောင်းသုံးစီလက်ထက်မှာနှစ်စီဘောင်းသုံးစီဆိုတော့သမီး ရှင်း နေဟိုကြားတီကြားညက်ထားတာလေပေါ့ ဘယ်ကြားမှမညက်ဘူး ဘယ်ကြားမှမညက်တော့ဒလောင်းသားဘာနဲ့ပေါင်းလဲဟမ်ဒီမလိန်နဲ့တော့ငါ့ကို လိမ္မာဦး မရှာမလို့ ပါလေ နေမလိန်နဲ့ပေါင်းတာလား ဘာလို့ ဘာနဲ့ပေါင်းတာ ဘာလို့ ဘာနဲ့ပေါင်းတာဒီ ဒီ စဲ မရဘူးလား တစီလေ မရဘူးမလားဒါနဲ့ပဲရန်ကုန်သားတဲ့ ဟုတ်တယ်လေ ဘယ်လိုလဲရန်ကုန်သားဖြစ်တာဘာစာတက်တာဘာခွဲရတာလဲစောက်ခွဲရလားရလက်ထမပနစီလဲ တစီ မဘောင်းသုံးသိရမနစီလဲဘောင်းသုံးသိရှင်းရှင်းကြီး မင်းမှတစီရှိတာကိုအဲ့ကောင်တိကိုနေတာပြောင်းလဲနေတာလားလည်းမသိ ဟာမရှိဘူးဒီနှစ်စီပဲဘာနဲ့ပေါင်းနေ ပေါင်း လဲ နေတာလေ ရှင်းပြပါလား ရှင်းပြ တော်တော်ထူတဲ့ရန်ကုန်သား ဟုတ်ပါ လက်ထမပနစီရှိ တစီ ရှေ့ကိုရှင်းချင်တော်ကြောင်းထုတ်လိုက် ထုတ်တယ် ခြေမျက်စိပနစီရှိ တစီ ဘောင်းသုံးသိ ဒါပဲ ဒီပြစီတစီနဲ့တစီနဲ့သုံးစီငါစိတ်ထဲကကိုယ်စီနဲ့ပေါင်းလို့ အဲ့ဒါဒီနှစ်စီอ่ะ ငါဟုတ်ပါပြီ ဟုတ်တယ် ကောင်မလေးတစီရပဲ ကျောင်းမလေးမရှိတတ်လား အေး လက်ထမပနစီ လက်စီ ဘောင်းသုံးသိ ဘာနဲ့ပေါင်း တစီကိုရှိရမယ် မရှိပါဘူးဘာနဲ့ပေါင်းနေရလဲပြော ဖြေသိကျင်လား သိကျင်တယ် တစီရှာပြ ရှာပြ ဒီတိုင်းရှာပြနောက်ကနေရှာပြဟိုဘက်ကိုလက် ဘယ်လိုပါလဲ စာနဲ့ပေနဲ့ကြပြားနဲ့ရှာမယ် ဘယ်လိုပါ ဟိုဘက်ကိုလက်ထဲမှာစုပ်ထား ဟုတ်ပါ အဲဒီလက်ထဲမှာရှိတေချာကြည့်တော့အစီနှစ်စီရှိပါသည် မင်းပေးထားတာ ရှင်းတယ်နော် အဲ လက်ထဲမှာရှိတေချာကြည့်အစီနှစ်စီရှိပါသည် မင်းပေးထားတာ တစီမှာမူ အဲ အသားခုံခုံအမွေဖုံလည်းရဲ့ တော်တော်ရိုင်းသွားပြီတော်တော်ရိုင်းသွားပြီ ဘာလို့ တော်တော်ရိုင်းသွားပြီ ဘာရိုင်းလို့တော့ ဘုရားဘာသာတွေ ဘာဖြစ်လို့ တော်တော်ကိုရိုင်းသွားပြီ ဘာဖြစ်လို့ အသားခေါင်းကောင်းအမွေဖုံးလေးရဲ့ဆိုတော့ငါမျက်လုံးနဲ့မြင်အောင်လေကွာ ခင်ဗျာဘာလို့ရင်ရိုင်းတာပါရှာဖြက် အဲ ရန်ကုန်သားရင်ကြီးလေးပြောမှာ လောက်ပါဦး ခင်ဗျာဒီဝါမနေရိုင်းတာပြောလို့မရဘူး အေးဘာလို့ ဒီမှာကြည့်လက်ထဲမှာရှိတေချာကြည့်တော့အစီနှစ်စီရှိပါသည် ဒါမင်းပေးတာ တစီမှာမူ
အတားကုန်းကအမွေဖုံနဲ့ရဲ့အတားပင်လန်းကချီတော်ဟောဒီကနောက်စီတို့ဆက်ပါဗျာတက်ကုန်လေးဩပါလေးနဲ့ မတားမတဲ့တတိနောက်ပွားထားတယ်ငါရှင်းပါရှာနေတယ် ဒီချင်း သမီးတကယ်တမ်းကျတော့ကိုရှင်ပြောကြီးကျွန်တော်တို့ကဘာနဲ့တူလဲသိလားမေတ္တာပေးလို့မေတ္တာရတာမေတ္တာနဲ့လာတဲ့ဘွယ်မေတ္တာကိုရင်းခံပြီးလာတော့ပါပထမတစ်ချိန်ဒီမှာလာကဘူးပါတယ်ခင်ဗျာချင်းချင်းမေတ္တာအရင်ကလို့တာယောတင်ဖြစ်ခဲ့ရပါတယ်အဲ့ဒီတာယောတင်ကြောင့်ဒုတိယကျင်ဒီလိုထက်ငါအခုလည်းလူရှင်များရှင်းတတ်ပုံရပါတယ်ပြုံပြုံနဲ့တော်ရရွှေညအောင်မြင်ရတော့ကျွန်တော်ဘေးကျင်ပါတယ်အလူရှင်များတဲ့ကောကြောက်လာရသမီးရှင်ရှင်များကျွန်တော်ပြောင်းပေးပါမယ်ကျွန်တော်တို့ဘက်ကပြအတော်ကနာစိတ်ကျေနပ်မှုရှိကြပါလားခင်ဗျာ